1994ခုနှစ်ဇူလိုင်လ10ရက်နေ့ဟာအခြားတာမန်နေ့တစ်နေ့လိုပဲစတင်ခဲ့ပါတယ်။အဟမ်းမျိုးရဲ့ကောင်းကင်ဟာလူတွေနဲ့ထူပိမ့်ပိန်မောက်လို့နေတယ်။ဝန်ထမ်းတစ်ခုကြားတော့မလားတော့ထင်ရတယ်။ဒါပေမဲ့တလေးလေးယူလျံနေတဲ့တိမ်တွေဟာတကယ်တော့စိတ်ယုံလူကထွက်တဲ့ဘီကူငွေသေးတာဖြစ်ပါတယ်။ကျွန်တော်ထုံးစံအတိုင်းအလုပ်သွားခဲ့တယ်။နေ့လည်စောစားခြင်းဝင်ခြင်းအရောက်မှာတော့မျိုးသမီးတစ်ယောက်ရဲ့ခက်ဆွဆွအတန်ကစိတ်ယုံစပီကာတွေကနေတစ်စင်းထွက်လာတယ်။အထူးသတင်းထုတ်ပြန်ကြေညာချက်တစ်ခုအတွက်ပြင်ဆင်ထားကြဖို့အဲ့ဒီအမျိုးသမီးကကြေညာနေခဲ့တာဖြစ်ပါတယ်။ဘာသတင်းလဲဆိုတာကျွန်တော်စဉ်းစားလို့မရခဲ့ပါဘူး။ကျွန်တော်တောင်းတမှာစလေးတောက်ပြီးနားနေတော့ခေါင်းထက်မှာရှိတဲ့စပီကာတွေကဝမ်းနဲ့ပွဲတီလုံးတစ်ခုကျေလောင်စွာထွက်ပေါ်လာတယ်။လွန်အရေးကြီးတဲ့သတင်းတစ်ခုကြေညာပါမယ်။လွန်အရေးကြီးတဲ့သတင်းတစ်ခုကြေညာပါမယ်။ယနေ့မှာကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးကင်အီဆွန်းကွယ်လွန်သွားခဲ့ပါပြီ။ရုတ်တရက်စိတ်ယုံတစ်ခုလုံးအကြတန်ကြားမတက်ငြိမ်သက်သွားတယ်။လူတိုင်းကသူတို့လုပ်နေတာကိုချက်တက်လိုက်ပြီးမတက်ကြီးချက်သေးသေးနေကြတယ်။ဒါပေမဲ့သိမကြလိုက်ပါဘူး။မကြခင်မှာပဲစိတ်ယုံတစ်ခုလုံးငိုတန်တွေနဲ့ပွက်လောညံသွားတယ်။တချို့လူတွေကခြိုက်ကြီးတငင်ငိုနေကြပြီးတချို့လူတွေကနန်းရံတွေအလုတ်စပွဲတွေကိုလုံးလုံးထုပြီးငိုနေကြတယ်။ကျွန်တော်လက်ထက်ကစလိတ်လွတ်ကျသွားပြီးကျွန်တော်လည်းအံ့ဩသင့်နေခဲ့တယ်။အဲ့ဒီထက်ပိုပြီးအံ့ဩဖို့ကောင်းတာကကျွန်တော်လည်းငိုနေမိခဲ့တာပါပဲ။ဘာကြောင့်မှန်းတော့မသိဘူး။ဒါပေမဲ့ကျွန်တော်ဘာပေါ်မျက်ရည်ပူပြီးကြားစင်နေခဲ့တယ်။အံ့ဩသွားလို့လားကြောက်လို့လားစိတ်သက်သာရသွားလို့လားကျွန်တော်တစ်ခါမှမခံစားဘူးတဲ့ချုပ်ထွေးလုံးတဲ့ခံစားချက်မျိုးခံစားနေခဲ့မိတယ်။အဲ့ဒီခံစားချက်ကိုအခုရှင်ပြီးကျွန်တော်မရှင်းပြတတ်ပါဘူး။ကင်အီဆွန်းဖန်တီးထားတဲ့ကဘာမြေပေါ်ကနိဗ္ဗာန်ဘုံဆိုတဲ့ဒီနေရာကြီးဟာကျွန်တော်နှစ်30ကျော်နေခဲ့ပြီပါပြီ။ဒီနိုင်ငံကိုရောက်ကြတဲ့ကလူအဖွဲ့အစည်းရဲ့အနေဆုံးမှာမသေးရုံတမဲနေထိုင်ခဲ့ရပြီးတရိတ်ဆန်တသားပဲအဆက်ဆန်ခံခဲ့ရပါတယ်။ဒါအပြင်ဒီနိုင်ငံမှာနေရင်ဆိုရွာလာတဲ့ကျွန်တော်ဘွားကြီးကိုအဆုံးသတ်ဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါဆိုရင်ဘာကြောင့်များကျွန်တော်ငိုနေရတာပါလဲ။သူတို့ရဲ့ဝါဒမိုင်းတွေကတကယ်ပဲအလုပ်ဖြစ်ခဲ့တာများလား။နောက်ကိုရီးယားကိုစားရောက်ကြတဲ့ကအခုချိန်ထိအသက်ရှင်တန်နေတဲ့လူတစ်ယောက်လိုကျွန်တော်မခံစားခဲ့ရပါဘူး။ကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းတည်ဆုံးသွားခဲ့တယ်လို့ပါပဲ။ကျွန်တော်ဘဝကိုလမ်းမိုးခဲ့တဲ့ထိတ်လန့်မှုကြောက်ရွံ့မှုတွေအကြောင်းကျွန်တော်ပြန်တွေးနေမိတယ်။အဆက်မပြတ်စောင့်ကြည့်ခံရခြင်းကိုယ်ပိုင်လွတ်လပ်မှုကင်းမဲ့ခြင်းကိုယ်အတွေးတွေကိုမပြုတ်ပြရတဲ့ကြောက်ရွံ့ခြင်းလုံလင်းချက်ကင်းမဲ့ခြင်းစိတ်ပြတ်အားငယ်ခြင်းကျွန်တော်ဘဝကိုလူတက်အောင်လုပ်ဖို့ဘလို့နီးနေမှမဖြစ်နိုင်ခြင်းစတဲ့အရာတွေကကျွန်တော်ကောင်းတဲ့အစီအီပြန်ပေါ်လာတယ်။ကင်အီဆွန်းရဲ့ချင်းချောင်းလမ်းမုံရဲ့ဥပဒေတွေကကျွန်တော်ဘဝရဲ့အစိတ်ပိုင်းအလုံးကိုကျူးကျော်ဝင်ရောက်စွတ်ဖက်နေခဲ့ကြတယ်။နှစ်30ကျော်ကြာအောင်ခေါင်းဆောင်ကြီးကင်အီဆွန်းတက်တော်ရာကျော်ရှိပါစေလို့ကျွန်တော်ဟစ်ကြွေးနေခဲ့တာပါ။စိတ်တွေကပါလို့တော့မဟုတ်ဘူးပေါ့။ဒါပေမဲ့အခုတော့မျက်ရည်တွေကျပြီးငိုနေမိပါလား။ဘာသာမိုင်းတွေကကျွန်တော်ကိုအနိုင်ယူသွားခဲ့လေသလား။ဒါမှမဟုတ်လူများတွေစောက်တီးရမရဖြစ်နေတာကကျွန်တော်အပေါ်တာယာမှုရှိနေခဲ့တာလား။ကျွန်တော်ဘက်ကလူတွေအားလုံးဟာစိတ်ကြောင်ဖျက်တွေဖြစ်ပြီးအကြောက်လွန်နေခဲ့ကြတယ်။အခုတော့စပြီးငါတို့ဘယ်လိုနေကြရတော့မှလဲလို့ပြောရင်လူအုပ်ကြီးကငိုကြွေးနေခဲ့ကြတယ်။ကျွန်တော်အိမ်ပြန်ရောက်တော့ကလေးတွေကကျွန်တော်ကိုပြီးဖက်ပြီးငိုကြတယ်။ကျွန်တော်မိမလည်းငိုနေခဲ့တယ်။သူတို့အားလုံးငိုနေတာဟာဝမ်းနည်းလို့လားသို့မဟုတ်ကြောက်နေကြလို့လားကျွန်တော်လည်းမပြောတတ်ပါဘူး။အခုကောင်းဆောင်ကြီးမရှိတော့ကျွန်တော်တို့ဘာတွေဆက်ပြကြမှာလဲ။ကင်အီဆွန်းတည်ဆုံးပြီးနောက်တနေ့မှာလူတွေဟာကင်အီဆွန်းရဲ့ခြေသွင်းရုပ်ထုနာမှာဆွေးယုံပြီးဗန်သူပန်ခွေလာချခဲ့ကြတယ်။ရုပ်ရှင်ရုံကြီးနဲ့ယဉ်ကျေးမှုဆိုင်ရာအစောအုံတွေမှာခေါင်းဆောင်ကြီးကိုတရိယာအောင်မှုခြင်းအထိမ်းအမှတ်နဲ့လူတွေဆွေးယုံကြတယ်။မဖြစ်မနေတက်ရတာဖြစ်ပြီးညင်းလို့မရပါဘူး။ရဲတွေကနေရာတိုင်းမှာရှိနေပြီးအထိမ်းအမှတ်ပွဲကိုလူတိုင်းတက်မတက်စောင့်ကြည့်နေကြတယ်။လူတိုင်းကလည်းဒီပွဲကိုတက်ဖို့စိတ်အားထက်သန်နေကြတယ်။သူတို့ရဲ့ခံစားချက်တွေကိုအခြားသူတွေနဲ့ဝင်ညှချင်နေကြတယ်။သူတို့ဟာသူတို့ရဲ့တနာစရာဘဝထက်ပုံမှုကြီးမားပြီးပုံမှုအတိတ်ပဲရှိတဲ့အရာတစ်ခုရဲ့အစိတ်အပိုင်းအဖြစ်ခံစားရဖို့စိတ်အားထက်သန်နေကြတာဖြစ်ပါတယ်။ကင်အီဆွန်းဆုံးတဲ့အချိန်ဟာပထမဆုံးတောင်ကိုရီးယားမြောက်ကိုရီးယားညီလာခံဖြစ်မှကိုနီးစပ်နေခဲ့တဲ့အချိန်လေးဖြစ်ပါတယ်။ပါတီခေါင်းဆောင်ပိုင်းတွေကလည်းဒီညီလာခံနဲ့ပတ်သက်ပြီးအကောင်းမြင်နေကြခဲ့တဲ့အချိန်ဖြစ်ပါတယ်။ဒါအပြင်တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားပြန်လည်ပေါင်းစည်းမှုဟာတကယ်ဖြစ်လာတော့မှဖြစ်ပြီးကျွန်တော်တို့လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကနေလွတ်မြောက်တော့မှဖြစ်ကြောင်းကြွေးကြော်နေခဲ့တဲ့အချိန်လေးဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒါဟာဝါဒဖြတ်မှုတွေရဲ့ယုတ်တိမရှိပုံကိုဖော်ပြနေတယ်လို့ပါပဲ။ဝါဒဖြတ်မှုတွေဟာသူ့စကားနဲ့သူကိုခြာလပတ်ရမ်းနေပါတယ်။အမေရိကန်နယ်ချက်တွေဟာကိုရီးယားကျွန်းဆွယ်ကိုနိုင်ငံတစ်ခုဖြစ်အောင်
တီးခဲ့လို့ကျွန်တော်တို့နိုင်ငံမှာရေလုပ်ငန်းတွေမအောင်မြင်တာဖြစ်ကြောင်းစီးပွားရေးလုပ်ငန်းတွေကြာရှုံးနေတာဖြစ်ကြောင်းသူတို့ပဲကျွန်တော်တို့ကိုပြောခဲ့တာပါအခုကျတော့တောင်နဲ့မြောက်သာပေါင်းစည်းနိုင်ရင်အငတ်ဘေးကိုကြောက်စရာမလိုတော့ဘူးလို့သူတို့ပြောနေပြန်ပါတယ်အဲ့ဒီစကားကအတိတ်ပဲမှမရှိတာကျွန်တော်တို့မြောက်ကိုရီးယားသားတွေခံစားနေရတာကအမေရိကန်နယ်ချဲ့တွေရဲ့လက်ချက်ဆိုရင်တောင်ကိုရီးယားမှာရောဘာလို့အစားအသောက်ရှားပါမှုတွေရှိမနေတာလဲဒါအပြင်တိတ်မကြသေးခင်ကပဲတောင်ကိုရီးယားသားတွေငတ်ပြတ်နေကြပါတယ်ဆိုပြီးကျွန်တော်တို့ကသူတို့ပြောထားတာလေဒါဆိုရင်ငတ်နေတဲ့နိုင်ငံပြန်ပေါင်းတော့ကျွန်တော်တို့အားလုံးအငတ်ပြီးကလွတ်ရောလာတဖြည်းဖြည်းနဲ့စိတ်ဝင်အလုပ်သမားတွေကလည်းခေါင်းဆောင်ကြီးဆုံးသွားပြီဆိုတော့ငါတို့ဘယ်လိုဆက်ပြီးအသက်ရှင်နေထိုင်ရမှာလဲဆိုတဲ့မိကုံးမျိုးစမိလာခဲ့ပါပြီသူတို့အဲ့ဒီမိကုံးကိုမိတာခေါင်းဆောင်ကြီးအတွက်ဝမ်းနည်းလို့တော့မဟုတ်တော့ပါဘူးအဲ့ဒီမိကုံးကအကြောက်တရားကစင်းတက်လာတာပါသူတို့မျက်နှာတွေကိုကြည့်ရင်သူတို့ဘယ်လောက်ကြောက်နေလဲဆိုတာမြင်နိုင်ပါတယ်သူတို့အားလုံးကြောက်လန့်တကြားဖြစ်နေကြတယ်သူတို့ကြောက်မယ်ဆိုလဲကြောက်စရာပါပဲအငတ်ဘေးကကျွန်တော်တို့နဲ့အနည်းဆုံးအနေအထားကိုရောက်နေခဲ့ပြီလေအဲ့ဒီအချိန်မှာကင်ဂျုံအီကတော့သမ္မတအသစ်အဖြစ်စတင်တောင်းထမ်းဆောင်တဲ့ကျန်းသစ္စာကျင်းစုပွဲကိုခန်းခန်းနာနာကျင်းပနေခဲ့ပါတယ်ကင်ဂျုံအီစပြီးအုပ်ချုပ်တဲ့အချိန်မှာပဲလူတွေဟာကင်ဂျုံအီအကြောင်းမကြည်မနှက်စပြောလာကြပါတယ်စားနပ်ရိက္ခာအခြေအနေဆိုးရွားလာတဲ့နဲ့ပတ်သက်ပြီးကင်ဂျုံအီကိုအပြစ်တင်ကြတယ်ကင်ဂျုံအီဟာဖခင်ဖြစ်သူကင်အီစွန်းကြောင့်သာသမ္မတဖြစ်လာခဲ့ကြောင်းလူတွေကအထင်သေးစွာပြောဆိုနေခဲ့ကြပါတယ်သူတို့ပြောတာမှားတော့မမှားပါဘူးကင်အီစွန်းသက်ရှိထင်ရှားရှိနေတဲ့အခါတုန်းကဝါဒဖြတ်မှုတွေကိုအစမ်းကုန်အသုံးပြုခဲ့တယ်ကြီးမြတ်သောခေါင်းဆောင်ကြီးကင်အီစွန်းဟာလူတွေကိုဖိနှိပ်ချုပ်ချယ်တဲ့အစိုးရအောက်ကနေလွတ်မြောက်စေခဲ့ကြောင်းကျွန်တော်တို့အများကြီးကြားနေခဲ့ရတာဖြစ်ပါတယ်ဒီလိုအမြဲတမ်းကြားနေခဲ့ရမှာတော့လူတွေကသူ့ကိုမလေးစားပဲမယုံပဲပင်နေပါမယ်ဒီနှစ်ကစိုက်ပျိုးရေးနှစ်ဖြစ်တယ်လို့1992ခုနှစ်မှာကင်အီစွန်းကြေညာခဲ့တယ်ကျွန်တော်တို့နိုင်ငံဟာထမင်းဖြူစားပြီးအသားစုပ်ပြုတ်တောက်နိုင်ဖို့ပိုးတဲ့အဝတ်အစားတွေဝတ်ဆင်နိုင်ဖို့အုပ်ချုပ်မှုထားတဲ့အမှုအောက်မှာနေထိုင်နိုင်ဖို့ဆိုတဲ့ကျွန်တော်တို့နိုင်ငံသားတွေညာစုနှစ်ချီမှတ်ခဲ့ရတဲ့အိမ်မက်တွေကိုအပြည့်အဝနားလည်ပို့လိုပါတယ်ဒါပေမဲ့ပြဿနာကဒီမိတ်ခွန်ကြီးကိုကျွန်တော်အိမ်ကလည်းကြားဖို့ခဲ့ပြီးသားပါ1962ခုနှစ်တုန်းကသူအဲ့ဒီအတိုင်းပြောခဲ့ဘူးလေအဲ့ဒီအချိန်ကကျွန်တော်မြောက်ကိုရီးယားကိုရောက်ပြီးတိတ်မကြခင်အချိန်လေးဖြစ်ပါတယ်အဲ့ဒီတုန်းကလည်းဒီဟာသဆန်ဆန်မိတ်ခွန်ကြီးကိုပဲအရှက်မရှိပြောခဲ့တာပါဒါပေမဲ့ကင်အီစွန်းဟာသူကတိတွေအတိုင်းတခုမှမလုပ်ပေးနိုင်ခဲ့ပါဘူးတခုတော့မလုပ်ပေးနိုင်ခဲ့တာပါမြောက်ကိုရီးယားဟာကမ္ဘာမြေပေါ်ကနှိပ်ပံပုံဖြစ်ရမယ်လို့သူကရုပြီးခဲ့ပြီးမြဲတကယ်တမ်းမှစန့်ကျင်ဘက်ဖြစ်လာခဲ့ပါတယ်သူ့ကြောင့်ယာရုကဖေရှားခံရတဲ့လူတွေအကြောင်းသူ့ကြောင့်အစာရည်စားငတ်ပြတ်ခဲ့ရတဲ့လူတွေအကြောင်းသူ့ကြောင့်ဒုက္ခပေါင်းစုံကိုခံစားခဲ့ရတဲ့မရေမတွက်နိုင်သောလူတွေအကြောင်းစဉ်းစားမိတိုင်းအနာဂတ်မှာသူနာမည်ဆိုးနဲ့ပဲကြော်ကြားပါစီလို့ကျွန်တော်မျှော်လင့်မိတယ်လွန်ခဲ့တဲ့နှစ်30ကျော်ကမြောက်ကိုရီးယားမြို့ကိုစတင်ပြီးကလေးကငတ်မွချင်းဆိုတာကလည်းပြီးကျွန်တော်အခြားဘာမှမသိခဲ့ရပါဘူးလူတိုင်းဟာအငတ်ပြီးနဲ့ကြုံမှုနေပါအချင်းကြီးကိုပဲဆယ်စုနှစ်ပေါင်းများစွာခံစားလာခဲ့ကြရတယ်ဒါပေမဲ့1992ခုနှစ်ကစပြီးအခြေအနေကပိုဆိုးလာခဲ့တယ်1992ခုနှစ်ကစပြီးကီအင်စွန်းတေဆုံးတဲ့1994ခုနှစ်အတွင်းမြောက်ကိုရီးယားရဲ့ရာသီဥတုကအပြင်းအထန်အေးလွန်ခဲ့လာခဲ့တယ်။ဒီကဲလုံးတဲ့ရာသီဥတုကြောင့်အစကတည်းကမလောက်မငါဖြစ်နေခဲ့တဲ့စာရေးသားအခြေအနေဟာအဆိုးရွားဆုံးဖြစ်သွားခဲ့တယ်။စာနယ်ရိပ်ကဖြန့်ဝေမှုစနစ်အရပုံမှန်အလုပ်လုပ်နေသူတွေဟာဂျုံစပါးအလေးချိန်တစ်ပေါင်ခွဲဝေစုရမှာဖြစ်ပါတယ်။ဒါပေမဲ့အကျင့်ပြတ်ချစားမှုတွေကြောင့်လယ်သမားတွေဟာတစ်ပေါင်ခွဲဝေစုမရခဲ့ကြပါဘူး။ပုံမှန်အလုပ်လုပ်နေသူတွေဟာတစ်ပေါင်လောက်ပဲရနေခဲ့ကြပြီးရတဲ့ဝေစုရဲ့80%ဟောင်းလောက်ဟာလည်းကျောင်းဆံမုတ်တွေဖြစ်ပါတယ်။ပါတီအဖွဲ့ဝင်တွေကတော့ပုံမှန်မြန်ပြတဲ့ဝေစုရမယ်ဆိုတာကျွန်တော်ပြောစရာလိုနေမထင်တော့ပါဘူး။တကယ်တော့စားနယ်ရိပ်ခါတွေကိုတစ်လနှစ်ကြိမ်ဖြန့်ဝေပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့1992ခုနှစ်စောပိုင်းကစပြီးစားနယ်ရိပ်ကဖြန့်ဝေမှုနှောင့်နှေးတာတွေပုံမှန်ဖြစ်လာခဲ့တယ်။နောက်ဆုံးမှာတော့ကျွန်တော်တို့ဟာလောက်ဝက်လောက်ကို3ရက်စာအစားတောက်စားပြီးအသက်ရှင်ဖို့ကြိုးစားရမှာတော့တယ်။စာလောင်မသွင်းမှုတွေများလာတဲ့ကြောင့်အခြေအနေကဆူဆူရွရွဖြစ်လာပါတယ်။လူတွေကစားနယ်ရိပ်ကဖြန့်ဝေရေးဌာနတွေကိုအစုလိုက်အပြုံလိုက်ရောက်သွားကြပြီးအကြမ်းဖက်ကလူဝေလူရဲကြပါတော့တယ်။ပါတီကတော့ဆောင်ဖို့အသစ်တွေဘာသာဖြတ်မှုအသစ်တွေဆက်ပြီးလှုပ်လာခဲ့တယ်။အဲ့ဒီအချိန်မှာကျွန်တော်စဉ်းစားနေမိတာကဒီလူတွေဝါဒဖြန့်ဖို့ပိုစတာတွေအတွက်စက်ကူတွေအများကြီးဘယ်ကရနေလဲဆိုတာရဲ့အဲ့ဒီစက်ကူတွေကိုစားလို့ရလားဆိုတာရဲ့ပါပဲ။သူတို့ရဲ့တောက်တလွဲဝါဒဖြန့်ပိုစတာတွေဘာတွေရေးထားတယ်လို့ခဏတင်တယ်။သူတို့တွေပုံမှန်စားနယ်ရိပ်ခါဝစုမြရင်
ကျွန်တော်တို့လှုပ်တဲ့အခြားနည်းလမ်းတွေကိုပြောပြထားတာပါစပါးပင်ရဲ့အမြစ်ကိုအမုန်းကျိတ်ပြီးစားကြပါအဲ့ဒီအမြစ်မှာပရိုတင်းဓာတ်တွေပိုးကြုံဝါစွာပါဝင်နေပါတယ်အာဒါလို့ဥမှာကစီဓာတ်တွေများစွာပါဝင်ပါတယ်ခင်ဗျားတို့အားလုံးအခုအကြံပေးထားတဲ့အစားအစာတွေစားပြီးအသက်ဆက်ရှင်မယ်ဆိုရင်ကျွန်တော်တို့ဒီအခြေအနေကိုသေချာပေါက်ထိန်းချုပ်နိုင်လိမ့်မယ်တောက်တလဲသတင်းအချက်အလက်တွေကိုအာမရိတ်တင်ကြီးတာတက်ပြီးရေးထားတာပါအဲ့ဒီအချိန်မှာကျွန်တော်တို့အားလုံးဟာစားစရာတစ်ခုရဖို့အချိန်အကြာကြီးလိုက်လံရှာဖွေနေရတဲ့အခြေအနေရောက်နေပါပြီဝတ်တချတီမောင်ဝေါ်ရွက်ထင်းရှူးပင်အခေါက်စားတဲ့စားလို့ရတဲ့အရာမှန်များကိုပိုက်စိတ်တက်ရှာဖွေပြီးအသက်ဆက်ရတဲ့အချိန်မှာဒါပေမဲ့အဲ့ဒါတွေကစားရတာတော်တော်ကိုစိတ်မချမ်းသာစရာကောင်းတဲ့အစားအသောက်တွေပါတစ်ခေါက်တွေကိုသုံးပြီးစံမုံနဲ့ဆင်တူတဲ့မုံမျိုးတော့လှုပ်လို့ရပါတယ်ဒါပေမဲ့အရသာကတော့တော်တော်ကိုဆိုးရွားပါတယ်ကိုလိုနီခေတ်ကုန်ခါနီတုန်းကလူတွေဟာစားစရာမရှိတော့တဲ့အစုံကြံရမရဖြစ်ပြီးစားခဲ့ကြပူပါတယ်ဒါအပြင်ကိုရီးယားစစ်ပွဲကြီးပြီးဆုံးခါစားကလည်းတစ်ခေါက်တွေကိုစားခဲ့ကြပါသေးတယ်အခြားရွေးစရာအစားအသောက်လုံးဝမရှိတဲ့အချိန်မျိုးတွေပေါ့အခုတော့ကျွန်တော်တို့လည်းအဲ့ဒီအနေအထားကိုရောက်နေပါပြီတစ်ခေါက်တွေကိုဘယ်လိုစားကြလဲဆိုတာကျွန်တော်ပြောပြပါမယ်ပထမဆုံးထီရှူအခေါက်တွေကအစိတ်တွေဖတ်သွားဖို့တက်နိုင်သလောက်ကြကြပြောရပါတယ်လူတော်တော်များများကဒီအဆင့်ကိုဖြစ်ခဲ့ဆန်းလို့မရှိမလားတည်ဆုံးခဲ့ကြပါတယ်ဒုတိယအဆင့်မှာတော့ပြောင်းစံမုံတချို့ကိုရောထည့်ရပါတယ်ပြီးရင်တော့အဲ့ဒီအရောကိုပေါင်းထားရပါတယ်အဲ့ဒီနောက်အေးခံပြီးစံမုံနဲ့တူအောင်လုပ်ရပါတယ်အဲ့ဒါပြီးရင်တော့စားလို့ရပါပြီပြောလို့တာတွေလားစားရတာတော်တော်ခက်ပါတယ်ဖင်းရှုစီရဲ့အနံကနန်ဟောင်းနေတာဖြစ်ပြီးစားရတာအင်မတန်ကက်ခဲပါတယ်ဒါပေမဲ့ဆက်ပြီးအသက်ရှင်ခြင်းတော့ကျိတ်မိတ်ပြီးလူချရတာပါပဲတကယ်ဒုက္ခကအခုမှစတာပါစားပြီးတော့ရင်တော့လမ်းမလျှောက်နိုင်လောက်အောင်ပိုင်လာပါတယ်ဝမ်းချုပ်ချက်ကလည်းခမားတော်ယုံမှာမဟုတ်ပါဘူးဝမ်းချုပ်လို့အခက်မရက်နိုင်အောင်ပိုင်လာလိုက်ရင်ဖြည့်ရှင်းလို့ရတာတနည်းပဲရှိတယ်ဒီဖြည့်ရှင်းကြီးကိုရှင်းပြဖို့စကားလုံးနုရလည်းမရှိတော့ကျွန်တော်ပုံပွင့်လင်းလေးပဲပြောပြပါမယ်ဝမ်းမသွားနိုင်လို့ပိုင်လာလွန်းလာရင်ကိုဖင်နဲ့ကိုလက်နိုင်ပြီးကွန်ကရစ်လိုမှာကြောင်းနေတဲ့မစင်တုံးတွေကိုနိုင်ထုတ်ရပါတယ်ဒီလိုပြောရတာခင်ဗျားကတော့အားနာပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘလောက်ဒုက္ခရောက်တယ်ဆိုတာခင်ဗျားနားလည်ပြီးနိုင်ဖို့ပြောပြရတာပါကင်းစွန်းတည်ဆုံးပြီးတော့အရာအလုံးဟာဖြည်းဖြည်းချင်းရပ်တန့်လာခဲ့တယ်။ဘယ်ဟာစိုက်ပျိုးရေးစက်မှုထုတ်လို့ရေးအပြင်အခြားအရာတွေအလုံးဟာလည်းရပ်တန့်လာတယ်။စက်ရုံတွေမှာကုန်ကျန်းပစ္စည်းတွေပြတ်လတ်လာတယ်။လက်စမီကလည်းကံကောင်းလို့မှနိုင်ရင်အနှဲငယ်လောက်ပဲလာလို့ရှိတယ်။ကုန်ထုတ်လုပ်မှုတွေကလည်းတဖြည်းဖြည်းရပ်တန့်လာတယ်။အလုပ်သမားတွေကလည်းအစာမစားရတဲ့ကြာပြီဖြစ်နေလို့အလုပ်ခွင်မှာမူးမိလဲကြတာတွေဖြစ်လာတယ်။မြေလွတ်တွေကိုရှာဖွေပြီးရသမျှတီးနှံတွေစိုက်ပျိုးဖို့ပါတီကတရားဝင်အမိန့်စာထုတ်ပြန်တာမျိုးတစ်ခါလေရှိတယ်ပါတယ်။အဲ့ဒီလိုအခါမျိုးဆိုကျွန်တော်တို့အားလုံးကော်ပြားကိုစီဆွဲကလမ်းဘေးမြေလွတ်နေရာတွေသို့မဟုတ်အဆောက်အုံတွေရဲ့မျက်နှာချင်းဆိုင်မှာတွေ့ရလိမ့်ရှိတဲ့မြေလွတ်နေရာတွေကိုရှာဖွေကြပါတယ်။အဲ့ဒီနောက်မြေကြီးကိုတူးဆပြီးပဲသို့မဟုတ်ဝငင်းဖြူစိုက်ကြပါတယ်။တချို့ကလည်းတောင်ဆောင်တွေမှာမြေကွက်တွေရှင်းပြီးတကြားပြောင်းတဲ့အာလူတွေစိုက်ကြပါတယ်။ဒါပေမဲ့လို့သမျှဟာအချင်းကြီးပါပဲ။မျိုးစေ့တွေရှာရတာလည်းအင်မကန်ကိုကတ်ခဲပါတယ်။အကယ်၍မျိုးစေ့ရှာတွေ့ပြီးအခုခုစိုက်နိုင်ခဲ့တယ်ဆိုရင်တော့ရိတ်သိမ်းချိန်မတန်မီအကုန်အခုခံရပါတယ်။အသီးအနှံတွေအလုံးဟာလက်မအရွယ်လောက်တော့မကြီးခင်မှာအခုခံရလိမ့်ရှိပါတယ်။ကလေးတွေလည်းကြောင်းသွားကြတော့ပါဘူး။ကလေးတွေဟာလူကြီးတွေနဲ့အတူလမ်းမပေါ်ထွက်ပြီးစားလို့ရသမျှအရာအလုံးကိုပိုက်စိတ်တိုက်ရှာဖွေနေကြတာကျွန်တော်မြင်နေခဲ့ရတယ်။ရောင်ဝါနဲ့ဟိုစွန်တို့လည်းဒီနေ့တခြားပိုပြီးပိန်ရှုံးလာတယ်။သူတို့မျက်နှာတွေကခြောင်ကျလုံးနေတာကြောင့်မျက်လုံးတွေကပြူးပြူးကြီးတွေဖြစ်နေတယ်။မျက်နှာပေါ်ကအခြားအစိတ်ပိုင်းတွေထမ်းဆိုင်ရင်တိတိတသားကိုကြီးနေတယ်လို့ဖြစ်နေတယ်။သူတို့ရဲ့အယူငုံငုံထွက်နေတဲ့ခန္ဓာကိုယ်လေးကိုကြည့်မိတိုင်းကျွန်တော်အော်ငိုချင်မိတယ်။ဒါပေမဲ့ကျွန်တော်မှငိုဖို့တောင်ခွန်အားမရှိတော့ပါဘူး။ဒီနေ့တခြားအခြေအနေဟာပိုဆိုးလာတယ်။ငှက်ပြတ်နေတဲ့လူတွေဟာလမ်းပေါ်မှာမျောလင်းချက်မဲ့စွာခြောက်သွားနေကြတယ်။တချို့လူတွေကတော့လမ်းလျှောက်ဖို့ခွန်အားမရှိတော့တာကြောင့်လမ်းပေါ်မှာလဲလျောင်းနေကြတယ်။တိတ်မကြခင်မှာပဲလမ်းပေါ်မှာလူသေးအလောင်းတွေကက်စစ်စိတ်တွေ့လာတယ်။လမ်းပေါ်မှာတည်ဆုံးနေတဲ့အလောင်းတွေကိုလာပြီးတင်မဲ့သူမရှိတာကြောင့်အဲ့ဒီအလောင်းတွေဟာလမ်းပေါ်မှာပဲပိုပွားလာတယ်။အမျိုးသမီးတွေတက်ကြီးရွယ်အိုတွေနဲ့ကလေးတွေဟာပိုပြီးအသေးပြောင်းနေကြတယ်။မောင်ကိုစည်းကလည်းလွတ်လွတ်လပ်လပ်ကိုဖွင့်ထားခဲ့ပါပြီ။လမ်းမဆိုင်ကလေးတွေဟာလည်းရဲစခန်းရှိမှတော့အစီအီပေါ်ပေါက်လာတယ်။အာနာပိုင်တွေကလည်းဘာမှဝင်မစွတ်ဖက်တော့ပါဘူး။ရဲတွေလည်းဝင်မစွတ်ဖက်တော့ဘူး။ကြောက်စရာကောင်းပါလေဆိုတဲ့ရှိုးဝဲရဲတွေတော့ဘာမှမလုပ်ရတော့ပါဘူး။သူတို့ဝင်တိုင်းရင်လည်းအချင်းတွေဟာအုပ်အော်တောင်းနှင်းဖြစ်ပြီးသူတို့ပဲဒုက္ခရောက်သွားမှာပါ။ဒါပေမဲ့မောင်ကိုစည်းကငွေမှမရှိတဲ့သူတွေအတွက်တော့
ဘာမှအသုံးမဝင်ပါဘူးမြောက်ကိုရီးယားပတ်စံနဲ့တစ်ခုခုဝယ်မယ်ဆိုရင်တော့ဈေးကအစတရာလောက်တက်သွားလိမ့်ရှိပါတယ်ခင်ဗျားမှလက်ပတ်နိုင်သို့မဟုတ်ကုန်ပစ္စည်းချင်းဖလှယ်စရာအဖိုးတန်ပစ္စည်းတစ်ခုခုရှိတယ်ဆိုရင်တော့တမျိုးပေါ့ကျွန်တော်လူငွေမှလည်းမရှိအဖိုးတန်ပစ္စည်းလည်းမရှိတဲ့လူတွေကတော့ပိုးဟက်တွေထွက်လာလောက်တဲ့ဆိုင်မျိုးကစံပြုတ်လောက်ပဲဝယ်နိုင်ပါတယ်အဲ့ဒီလိုမဝယ်နိုင်ဘူးဆိုရင်တော့ဈေးထဲမှာပတ်ပြီးတခြားကံမကောင်းတဲ့လူတယောက်ယောက်မတော်တဆကြသွားတဲ့ပေါမုံအစနာလာတဲ့တွေကိုရိုက်ကောက်စားရပါတယ်နောက်ထပ်လုပ်လို့ရတဲ့တစ်ခုတည်းသောလက်ကျန်နီလန်းကတော့ခိုးဖို့ပါပဲဒီနီလန်းကအမြန်ဆုံးနဲ့အလွယ်ဆုံးအဖြေလည်းဖြစ်တာကြောင့်ခိုးမှုတွေတဖြည်းဖြည်းပိုများလာခဲ့တယ်အဲ့ဒီအချိန်ကာလတစ်ပတ်မှာရနိုင်တဲ့အထူးအခွင့်အရေးတစ်ခုကတော့လွတ်လပ်စွာခရီးသွားလာနိုင်ခြင်းပါပဲအရင်တုန်းကဆိုရင်တရားဝင်ခရီးသွားလာခွင့်စာရစာလည်းမရှိပဲရထားဘုတ်ကိုတက်လို့မရပါဘူးဒါပေမဲ့အခုတော့ခင်ဗျားမှာရထားလက်မှတ်ရှိရင်ဘယ်နေရာကိုမဆိုလွယ်ကူစွာခရီးသွားနိုင်ပါတယ်လက်မှတ်ရဖို့ကတော့တာဝန်ရှိသူတွေကိုလက်ထိုးရပါတယ်ကျွန်တော်ကတော့ပတ်စံမရှိတဲ့ငမွေဖြစ်တာကြောင့်ဒီအခွင့်အရေးကိုလည်းအသုံးချခွင့်မရှိပြန်ပါဘူးကျွန်တော်အလုပ်လုပ်တဲ့ဆေးရုံမှာလည်းကုန်ထုတ်လုပ်မှုတွေရပ်တန့်သွားပြီဖြစ်လို့အယောင်းဝယ်လုပ်ဖို့ဘာကုန်ပစ္စည်းမှကျွန်တော်မှမရှိတော့ပါဘူးကျွန်တော်နဲ့ကျွန်တော်မိသားစုဟာအမိုးလို့ခေါ်တဲ့ပင်တပင်ကိုရှာဖွေပြီးစားတောက်လာကြရပါတယ်နေဝင်ချိန်အထိအဲ့ဒီအပင်ကိုကျွန်တော်တို့မိသားစုစားဖို့ရှာဖွေကြရပြီးအဲ့ဒီအချိန်ဆိုကျွန်တော်တို့လက်တွေလည်းသွေးရည်နဲ့ပေးကြံနေတတ်ပါတယ်အဲ့တလုံးစားလောက်အလုံးလောက်ရပြီဆိုရင်ကျွန်တော်တို့အိမ်ပြန်ပြီးအပင်ရဲ့အခွန်တွေကိုခွာရပါတယ်အဲ့ဒီနောက်အပင်ရဲ့အတွင်းသားကိုထူထောင်ရပါတယ်ကျင်းတော့ရေနဲ့ပြုတ်ပြီးစားကြပါတယ်အရသာကတော်တော်ဆိုးပြီးမြဲကျွန်တော်တို့ကလည်းအသက်ရှင်မယ်ဆိုဘာမှမဆိုစားမဲ့အနေအထားကိုရောက်နေခဲ့ပါပြီတခါလေတော့လေဒီလိုဘဝမျိုးကိုဖျက်ဆီးနေရတာကိုရှက်မိတယ်ကိုချောအတွက်ဆိုရင်နေမိတယ်သူဘယ်လိုရောက်နေမှန်းကျွန်တော်လုံးဝမသိပေမဲ့သူ့အကြောင်းအမြင်တွေးနေမိတယ်ဆိုပြတ်တက်နေတဲ့ဒီဘဝကြီးအတွက်ကျွန်တော်မိမနဲ့ကလေးတွေကိုကျွန်တော်တောင်းပန်ခဲ့တယ်ကျွန်တော်ကလေးတွေကကျင်နာတက်သူတွေဖြစ်ပြီးမျောလင်းချက်မဲ့သားတာမျိုးပဲမရှိတတ်ကြပါဘူးတခါတလေစီကရက်တောက်တက်မှန်သူတို့သိတာမို့ကျွန်တော်အတွက်စီကရက်အတူအစလေးတွေသူတို့ကောက်လာပေးတတ်ကြတယ်ကျွန်တော်တို့မိသားစုဟာအငတ်ဘေးနဲ့ကြုံနေကြရပါမယ်မိသားစုတန်ရုံးစင်ကတော့အရင်အတိုင်းပါပဲမိသားစုဝင်နေကြတဲ့မှာအစားအသောက်ကြောင့်ရံဖြစ်တာတွေကျွန်တော်ကြားဘူးပါတယ်ယောက်ျားတစ်ယောက်ကသူ့မိန်းမဖြစ်သူကိုတက်ပြီးစားတယ်ဆိုတဲ့ကောလာဟာလာတရင်မျိုးတော့ကြားခဲ့ပူပါတယ်အဲ့ဒီတရင်ဟာအမှန်လို့တော့ကျွန်တော်တေချာပေါက်ပြောရပါတယ်ဒါအပြင်အဲ့ဒီလိုအဖြစ်အပျက်မျိုးအချိန်မကဖြစ်ခဲ့မယ်ဆိုတာလည်းတေချာပါတယ်1995ခုနှစ်နေရာဒီမှာကျွန်တော်တို့အငတ်ဘေးနဲ့တည်တော့မယ်လို့ယုံကြည်ပြီးကြောက်လန့်နေခဲ့ကြတယ်အဲ့ဒီနောက်ဩဂုတ်လမှာတော့တဘာဝဘေးအန္တရာယ်တစ်ခုကြာရောက်ခဲ့ပြန်ပါတယ်ဂျုံစပါးအထွက်ဆုံးနေရာတွေတကတစ်ခုဖြစ်တဲ့ပြုံးကန်ပြည်နယ်တောင်ပိုင်းမှာအကြီးအကျယ်ရေကြီးခဲ့တာဖြစ်ပါတယ်။စောင်းဥရာတွေရောက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့မိသားစုဝက်တစ်ချတီးတွေကိုအသေးအတန်ရှာဖွေစုဆောင်ခဲ့ကြတယ်။ဂျုံစပါးတို့လိုအစိအစံတွေမရှိတော့တာကြောင့်စောင်းတွင်းကိုဖျက်ကျော်နိုင်ဖို့ဆိုရင်ဝက်တစ်ချတီးဟာကျွန်တော်တို့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဝက်တစ်ချတီးတွေကိုရနိုင်တဲ့လောက်ရှာဖွေပြီးစုဆောင်ခဲ့ကြတယ်။ကျွန်တော်တို့ဝက်တစ်ချတီးတွေကိုပြုတ်ပြီးတစ်နေ့တစ်ချိန်စားကြရတယ်။ကျွန်တော်တို့အတွက်ဝက်တစ်ချတီးတွေဟာအရသာအရှိဆုံးအစားအသောက်ပါပဲဒါအပြင်ဝက်တစ်ချတီးတွေကြောင့်ပဲစောင်းရင်းကိုကျွန်တော်တို့ဖျက်ကျော်နိုင်ခဲ့ပါတယ်1996ခုနှစ်နေဦးရာသီမှာတော့ကျွန်တော်တို့တိုက်ခံပြီးမှဒီနံဆိုင်ပြိုဖို့လုပ်တာတဲ့မင်းများအသုံးမဝင်တော့ပါဘူးပြုတ်ပင်တဲ့မျိုးစေ့တွေမရှိတော့သလိုညောစာတွေလည်းမရှိတော့ပါဘူးညောစာစက်ရုံတွေလည်းပိတ်သွားခဲ့ပါပြီအဲ့ဒီအချိန်မှာလူပေါင်းများစွာအငတ်ပြီးကြောင်းတည်ဆုံးခဲ့ကြပြီဖြစ်ပါတယ်ပြီးပါမဲ့ကလေးအများပြားကိုလည်းလမ်းတွေပေါ်မှာတွေ့လာရပါတယ်အခြေအနေကပူဆိုးလာတာကြောင့်ကျွန်တော်တို့မိသားစုဟာရှာလို့ရသမျှပေါင်းပင်တွေကိုစားပြီးစားခဲ့ကြရတယ်။အဲ့ဒီယွန်စရာပေါင်းပင်တွေကိုအချိန်အကြာကြီးပြုတ်ပြီးလူညံ့အောင်ကြိုးစားပြီးမြဲအချင်းနေပါပဲ။အရသာကလည်းဆိုးရွားဆဲပါပဲ။ဒါအပြင်အဲ့ဒါတွေစားပြီးရင်ကြောက်စရာကောင်းတာတွေလည်းကြုံရပါသေးတယ်။ကျွန်တော်တို့ခန္ဓာကိုယ်တွေဟာရောင်ကိုင်းလာပြီးမျက်နှာတွေကလည်းရောင်ကိုင်းလာပါတယ်။ဒါအပြင်ကျွန်တော်တို့ရဲ့စီးအယောင်ကလည်းအနီရောင်ပြောင်းသွားပါတယ်။တစ်ခါလေအပြာရောင်တောင်ပြောင်းသွားတတ်ပါသေးတယ်။ဒါအပြင်နာတာရှည်ဝမ်းပြတ်ဝမ်းလျှောယောဂကိုလည်းခံစားရပြီးအဲ့ဒီအချိန်ဆိုကျွန်တော်တို့လမ်းတော့မလျှောက်နိုင်ကြပါဘူးအဲ့ဒီအချိန်မှာလူတိုင်းဟာအစားအသောက်အကြောင်းကလွဲပြီးတခြားဘာမှမစင်ကြတယ်လို့စကားတွေလည်းထည့်မပြောကြပါဘူးလမ်းလျှောက်လို့ရပြီးခီးသွားလို့ရတဲ့အနေအထားပြန်ရောက်တဲ့အခါမှာနေရာအနှံ့လျှောက်သွားပြီးစားလို့ရတဲ့မြတ်ရှာဖွေစားတော့ရင်းနဲ့ပဲကျွန်တော်တို့အချိန်ကုန်ဆုံးကြပါတယ်ကျွန်တော်တို့ဟာငပြတ်နေတဲ့ပစ္စည်းလေးလိုပါပဲအသက်ရှင်နေစုံလေးနဲ့အခြေအနေကိုရောက်နေခဲ့ပါပြီအစာရစာငပြက်ပြီးလူဘယ်နှယောက်လောက်တည်ခဲ့လဲတော့ကျွန်တော်မသိပါဘူးဒါပေမဲ့အဲ့ဒီသတင်းတွေကိုတော့အမြဲကြားနေခဲ့ပါတယ်သူ့ယောက်ျားဆုံးသွားတာမကြသေးတဲ့မိန်းမကိုသိတယ်မဟုတ်လားအခုသူလည်းဆုံးသွားပြီလေ
ဘေးနားမှာဘယ်သူမှမရှိပဲတယောက်တည်းဆုံးသွားခဲ့တာလေငါအသက်ကြီးကိုတော့မတွေ့တာကြာပြီမင်းရောတွေ့မိသေးလားသူဆုံးသွားပြီတင်ပါငါမိသမီးတယောက်ကိုလမ်းပေါ်မှာတွေ့လို့ကြည့်လိုက်တော့သူကတင်နေအသားတွေတော့အေးဆက်နေလူသားစားတဲ့အကြောင်းတွေတော့ကြားခဲ့ရပါသေးတယ်ကောလာဟာလာတဲ့နေ့အရာတော့လူသားစားတဲ့လူတွေကိုအစိုးရကလူအများရှိမှကွပ်မျက်တယ်လို့သိရပါတယ်လူအများရှိမှကွပ်မျက်တာတော့ကိုယ်တိုင်မတွေ့ခဲ့ပါဘူးဒါပေမဲ့တွေ့ရင်လည်းအံ့ဩနေမှာတော့မဟုတ်ပါဘူးနေ့တိုင်းကအိမ်မက်ဆိုးမှတ်နေတယ်လို့ပါပဲလမ်းပေါ်မှာတင်နေတဲ့အလောင်းတွေကိုမြင်ရတာရိုးတလို့တောင်ဖြစ်လာပြီးထူးဘာခံစားချက်မှမရှိတော့ပါဘူးတခါလေအဲ့ဒီလိုလမ်းပေါ်မှာလဲနေတဲ့သူတွေကတေလူမျိုးပါဖြစ်နေတာလားတေပြီးပြီလားခွဲတော့မခွဲတတ်တော့ပါဘူး။ပိုဆိုးတာကအဲ့ဒီကိစ္စတွေကိုဂရုစိုက်နေဖို့အားရင်တော့မရှိတော့တာပါပဲ။လူတွေကသူတို့ဘယ်တော့မှထမင်းဖြူစားပြီးအသားစုပ်ပြုတ်စားနိုင်မလဲဆိုတော့ကြောင်တောင်မိခွန်းတွေလူအများရှိမှမိလာကြပါတယ်။အရင်တော့ကဆိုရင်ဒါမျိုးမိခွန်းလူအများရှိမိရဲ့ဖို့နေတတာတူတိတောင်မမေးရခဲ့ပါဘူး။တချို့လူတွေကကင်အီဆွန်းနဲ့သူကျွန်တော်တို့ကိုပေးခဲ့တဲ့ဒုက္ခတွေအကြောင်းမကြည်မနက်ပြောဆိုလာကြပါတယ်။ဒါပေမဲ့ဘယ်သူကမှနိုင်ငံရေးစနစ်ကိုပြောင်းလဲဖို့မပြောခဲ့ကြပါဘူး။သူတို့ဟာရဲတွေနဲ့လူဝဲရဲတွေကိုအရန်ကြောက်နေခဲ့ကြတာဖြစ်ပါတယ်။နိုင်ငံကောင်ဆောင်တွေကိုပြောကြဖို့တဲရောက်များကြိုးစားခဲ့တဲ့ထင်လို့လား။ဘယ်သူမှအဲ့ဒီလိုမကြိုးစားခဲ့ကြပါဘူး။အားလုံးကတည်တဲ့အထိအမိန့်ပေးခင်ရတဲ့အတိုင်းပဲနေသွားကြပါတယ်။အဆုံးမှာတော့အားလုံးဟာငယ်ကလေးကဝါဒမှန်တိုက်တာခံထားရတဲ့သူတွေကြီးပဲလေ။အမေရိကန်တွေကတောင်ကိုရီးယားမှာရှိတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေကိုရဲဆက်တပ်ဖြတ်ခဲ့ကြောင်းတောင်ကိုရီးယားပြည်သူတွေလွတ်လပ်ရေးရဖို့ကျွန်တော်တို့ကစမ်းဆောင်ကူညီပေးရမှာဖြစ်ကြောင်းတောင်ကိုရီးယားကိုအမေရိကန်တွေကတင်ပိုက်ထားကြောင်းစသဖြင့်ကျွန်တော်တို့ငငယ်ကလေးကအသင်ခံခဲ့ရတာပါကျွန်တော်တို့မိသားစုဘလို့ဆက်ပြီးအသက်ရှင်နိုင်ခဲ့လဲဆိုတာကိုတော့ကျွန်တော်တွေးတောင်မတွေးတတ်တော့ပါဘူးကျွန်တော်တို့အားလုံးမျက်လုံးနဲ့ချောင်းနေပြီးပါးတွေမှာလည်းအယူတွေပေါ်နေခဲ့ကြတယ်ခန္ဓာကိုယ်တစ်ခုလုံးလည်းအယူပေါ်အရေးတင်ဖြစ်နေခဲ့တယ်ပိန်လုံးလို့ထားလိုက်တဲ့နာကျင်နေလေးရှိတယ်။အိမ်နေတဲ့အချိန်မှာလည်းတောက်လျှောက်နာကျင်နေတာကြောင့်ခဏလန့်နေပါတယ်။ကျွန်တော်မိသားစုကိုကြည့်မိလိုက်တဲ့အခါမှာဖះကြီးကျွန်တော်တို့ဒီလိုပုံစံမျိုးနဲ့တည်ကြရမှာလားလို့ကျွန်တော်တွေးမိလိုက်တယ်။ကျွန်တော်ပေါင်းမိနေတော့ရှာဖွေစားတောက်ခြင်းစိတ်သိမရှိတော့ပါဘူး။ဘာပဲဖြစ်ဖြစ်တည်ကြမှာပဲလေ။ဘာလို့အစားတောက်ရှာစားနေလို့လဲ။ကျွန်တော်တည်ရမှာကိုတော့မယူဆိုင်တော့ပါဘူး။နာတာကိုတီးခံပြီးခဏလောက်လဲနေလိုက်ရင်ကျွန်တော်တကယ်တည်သွားနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုလုပ်မယ်လို့တွေးလိုက်တယ်ကျွန်တော်မိဘတွေရဲ့စကားတန်နားထဲမှာပြန်ပေါ်လာပါတယ်သူတို့တေခါနီးပြောခဲ့တဲ့စကားတွေတောင်ပြန်ကြားနေရတယ်ဂျပန်ကိုတနည်းနည်းနဲ့တော့ရအောင်ပြန်တော့တာအဖေတို့ကြုံခဲ့ရတာတွေကိုပြန်ပြောလိုက်ပါဆိုတဲ့အဖေရဲ့စကားတန်ရဲ့အမေအယူပြကိုမင်းအဖိုးဖွားတွေစီယူသွားပြီးမိသားစုအုပ်ကမှာထားပေးပါဆိုတဲ့အမေစကားတန်ဟာနားထဲမှာပဲ့တင်နေတယ်စတင်ပါလာရဲ့ညတညလာရောင်ကတစ်ချက်တိန်နေကြတယ်တိုးထွက်လာပြီးကျွန်တော်တို့အိမ်ဘက်ကိုဖြာချနေတယ်။ဟန်ကျူးမှရှိတဲ့ကျွန်တော်တို့အိမ်လေးဟာလက်စစ်မီမရှိတာကြောင့်အိမ်လုံးမဲမောင်နေတယ်။ကျွန်တော်တို့အချင်းချင်းလေးဘာစကားမှမပြောဘဲနိုင်ရန်ကိုမိပြီးအမောင်ထဲမှာတိတ်ဆိတ်စွာထိုင်နေကြတယ်။လာရောင်ကကလေးတွေနဲ့ကျွန်တော်မိမပေါ်ကိုဖြာချနေတယ်။သူတို့ရဲ့ခန္ဓာကိုယ်တွေဟာလာရောင်အောက်ကတစ်ပင်တွေလိုငုံငန်ကြီးဖြစ်နေတယ်။ပိုပြီးတိကျပြောရရင်တစ်ပင်တွေကြီးတွေလိုပါပဲ။အစာရည်စာငတ်ပြက်ပြီဆိုရင်ခမည်းရဲ့နှုတ်ခမ်းနဲ့နှာခေါင်းမှာရှိတဲ့အစီတွေအားလုံးဟာပျောက်ကွယ်သွားပါလိမ့်မယ်။ခမည်းရဲ့နှုတ်ခမ်းကပျောက်ကွယ်သွားပြီဆိုရင်ခမည်းရဲ့သားတွေကလည်းအမြဲတမ်းပုံနေပြီးမန်ဖီနေတဲ့ခွေးတစ်ကောင်လိုဖြစ်နေပါလိမ့်မယ်။ခမည်းရဲ့နှာခေါင်းကလည်းအပေါက်လေးနှစ်ပေါက်ကျန်နေဆိုမှဖြစ်သွားပါလိမ့်မယ်။ဒီအကြောင်းတွေကျွန်တော်လုံးဝမသိရင်အရန်ကောင်းပါမယ်။ဒါပေမဲ့ကံမကောင်းစွာပဲကျွန်တော်သိနေတယ်။နောက်ဆုံးတော့ကျွန်တော်ပဲစကားဆပြောလိုက်တယ်။ငါတို့အားလုံးအခုအယူပေါ်အရေးတင်ဖြစ်နေကြပြီအခုချိန်မှာငါတို့တခုမလုပ်ရင်တိတ်မကြခင်ပြေးသားတော့ငါနေဆက်ကိုဖြတ်မှဖြစ်တော့မယ်မင်းတို့အားလုံးကိုခေါ်သွားခြင်းပဲမင်းတို့မှခီးသွားဖို့အားမရှိကြတော့ဘူးအဲ့ဒီလိုစကားပြောရင်းနဲ့နေဆက်ကိုဖျက်ကျော်ပြီးထွက်ပြေးဖို့အကြံကကျွန်တော်ခေါင်းထဲရောက်လာခဲ့တယ်အရင်တုန်းကဒီအကြံကိုကျွန်တော်တစ်ခါမှမတွေးခဲ့ဘူးဒါပေမဲ့ကျွန်တော်ရုတ်တရက်စဉ်းစားမိတာကပေမဲ့အတူတူတော့ဂျပန်ကိုပြန်ဖို့ကြိုးစားရင်ကျွန်တော်တည်ခြင်းနဲ့ကံကောင်းလုံးပြီးကျွန်တော်လွတ်ပြောင်းခဲ့မယ်ဆိုရင်ကိုကနေကျွန်တော်မိသားစုကိုပတ်စံပြန်ပို့နိုင်မယ်လေကျွန်တော်ရှာလို့ရတဲ့ပတ်စံတွေကိုစုထားလို့ရမယ်။ရောင်ဝါကခဏတော့ငြိမ်သက်သွားတယ်။အဲဒီနောက်အဖေအခုချိန်မှာပြက်သားဆုံးဖြတ်မှရတော့မယ်လို့ပြောပြီးသူမျက်ရည်တွေကျလာခဲ့။ကျမတို့အဆင်ပြေပါဘူး။ကျမတို့အားလုံးအသက်ရှင်အောင်ကြိုးစားပြီးနေတည်းအချင်းချင်းတ
ပြန်ရှာလို့ရပါတယ်လို့ကျွန်တော်မိမကဝင်ပြောတယ်ကျွန်တော်ချက်ချင်းမတက်ထားရပြီးခရီးသွားဖို့လိုအပ်တဲ့ပစ္စည်းအနှဲငယ်ကိုထုတ်ပိုးလိုက်တယ်ချက်ချင်းအိမ်ကမထွက်ရင်တိတ်မကြခင်စိတ်ပြောင်းသွားလိမ့်မယ်ဆိုတာသိနေခဲ့တယ်ဒါကြောင့်ပစ္စည်းထုတ်ပိုးပြီးတာနဲ့ကျွန်တော်အိမ်ရှိတကားစီသွားလိုက်တယ်ငါဂျပန်ကိုပြန်ရအောင်ကြိုးစားနိုင်ခဲ့ရင်ဘာပဲဖြစ်ဖြစ်မင်းတို့အားလုံးကိုလည်းတနည်းနည်းနဲ့ဂျပန်ကိုရောက်အောင်ပြန်ခေါ်မယ်ကျွန်တော်မျက်ရည်မကြောက်အောင်စိတ်ကိုတင်းထားပြီးဟန်ဂျူဘူတာကိုထွက်လာခဲ့တယ်နေဆက်နာကဟီဆန်မြို့ကိုထမ်းမဲ့ညရထားရှိတယ်ဆိုတာကျွန်တော်သိနေခဲ့တယ်ရုတ်တရက်ဆိုသလိုကျွန်တော်စိတ်ထဲလွတ်လပ်တဲ့ခံစားမှုကိုထူးထူးဆန်းဆန်းခံစားလိုက်မိတယ်ကျွန်တော်မတိနိုင်နေတဲ့အနာဂတ်ဘဝတစ်ခုစီကူးပြောင်းရတော့မယ်ကျွန်တော်ဘဝကအရင်နဲ့လုံးဝတူတော့မှာမဟုတ်ဘူးကျွန်တော်တည်တည်းမြအရာအလုံးတည်တည်းမြလူအလုံးကျွန်တော်ထားခဲ့ရတယ်ကျွန်တော်မြောက်ကိုရီးယားကနေထွက်ပြေးတော့မယ်သို့မဟုတ်ထွက်ပြေးဖို့ကြိုးစားရင်းသေးတော့ပြုံးရမ်းကိုဖြစ်ဖြစ်နေဆက်ကိုဖြစ်ဖြစ်ရက်ထားနေသွားဖို့ဆိုတာမလွယ်ပါဘူးခရီးတောက်ခင်ဆိုင်ရဆိုင်နဲ့လိုအပ်ပြီးအဲ့ဒီဆိုင်ရဆိုင်တွေကလည်းရဖို့အင်တန်ခက်ပါတယ်တရုတ်ဘက်ကိုထွက်ပြေးရှင်တဲ့ကျွန်တော်လူမျိုးတွေအများကြီးရှိနေပါတယ်ကျွန်တော်ဟန်ဂျူဘူတာရုံကိုရောက်တော့ဘူတာမှာစောင့်နေတဲ့လူတွေအများကြီးပါပဲလက်မှတ်စစ်တဲ့နေရာနားမှာမှတ်ပုံနေနဲ့ရထားလက်မှတ်တွေကိုစစ်ဆေးနေကြတယ်အခြေအနေကတိတ်မှန်ဘူးဒါနဲ့ကျွန်တော်လည်းဘူတာနဲ့ကိုက်နေရလောက်ဝေးတဲ့နေရာကိုလမ်းလျှောက်သွားပြီးရထားလမ်းကိုဖြတ်လိုက်တယ်ရထားလမ်းအလယ်မှာလူတွေဟိုဘက်ဒီဘက်ဖြတ်ကူးတာကိုကာကွယ်ဖို့တန်ဆူးကျိုးနေရနဲ့ကာထားသလိုအပင်တွေလည်းစိုက်ထားတယ်ဒါပေမဲ့ကျွန်တော်ခန္ဓာကိုယ်ကိုကျုံပြီးတိတ်တိတ်လေးကြော်ဖြတ်နိုင်ခဲ့တယ်တန်ဆူးကျိုးအချို့နဲ့ညှိသွားပုံရတယ်ကျွန်တော်အလုပ်ကြံပေါင်းပြီးတော်တော်လေးပြေးသွားတယ်လူကောင်းမှလည်းသွေးတွေထွက်နေတယ်တန်ဆူးကျိုးနေရတစ်ဖက်ချမ်းကနေရထားဘူတာပလက်ဖောင်းပေါ်ကအချိန်တွေကိုကျွန်တော်လမ်းချောင်းကြည့်တယ်ရထားလာဖို့စောင့်နေတဲ့လူတွေအများကြီးပဲအချို့ကမြေကြီးပေါ်မှာအိမ်နေကြတယ်အချို့ကတော့စားတောက်နေကြတယ်ရဲသားအနှင်းငယ်ပဲရှိတယ်ပြီးတော့စစ်သားတွေလည်းအများကြီးပဲစစ်သားတွေရှိတာကတော့ဒူးဆန်းမဟုတ်ပါဘူးဒီဘူတာကိုစစ်တပ်ကလည်းမကြာခဏအသုံးပြုတတ်တယ်အချိန်ကြီးတော့တိတ်တော့မဟန်ပြန်ဘူးကျွန်တော်တန်ဆူးကျွန်းနယ်ရဲ့တစ်ဖက်ချမ်းမှာပဲပုံနေပြီးအချိန်ကြီးကို2 နာရီ3 နာရီလောက်စောင့်ကြည့်နေလိုက်တယ်နောက်ဆုံးတော့စစ်သားတွေတန်းစီနေကြပြီးရထားတစ်စင်းဆိုက်လာတာကိုတွေ့လိုက်တယ်အမောင်ထဲမှာဖြစ်ပေမဲ့ရထားကတန်ကြီးတွေတက်နေပြီးတော်တော်လေးဆုပ်ပြတ်နေရကိုမြင်ရတယ်ပြတင်းပေါက်မှာမှန်နေလဲတစ်ခုမှမရှိဘူးအကုန်ပြုတ်ကိုခံထားရလို့ပြတင်းပေါက်တွေကဘောင်တွေပဲရှိပြီးဟောင်းလောင်းကြီးဖြစ်နေတယ်ကျွန်တော်ရထားဖို့တက်ဖို့အချိန်အခါကောင်းကိုစိတ်ထဲတွက်ချန်နေမိတယ်ကျွန်တော်အခုရထားဖို့တက်လိုက်ရတော့မှနေအောင်မဖြစ်သေးဘူးအရန်အနေများလို့နောက်ဆုံးအခါတန်းဒီစောင့်မှဖြစ်မယ်ဒါပေမဲ့ဘယ်အချိန်ကနောက်ဆုံးအခါတန်းလဲဆိုတာကျွန်တော်ဘယ်လိုသိမှာလဲကျွန်တော်တော်တော်လေးချီတုံချီတာဖြစ်နေတယ်အချိန်ကလည်းတဖြည်းဖြည်းကုန်လာပြီဆုံးဖြတ်လို့မှမဆုံးသေးဘူးရထားကဆက်ထွက်နေပြီအခုလိုက်ရင်လိုက်မလိုက်ရင်ဘယ်တော့မှကျွန်တော်လိုက်ဖြစ်မှာမဟုတ်တော့ဘူးကျွန်တော်သဘောပေါက်လိုက်တယ်ကျွန်တော်ရထားစီခြေပုံတုပ်ပြီးပြေးလိုက်တယ်ကျွန်တော်အတကုံပြေးနေတယ်စိတ်ထဲမှာလည်းတော်တော်ကိုကြောက်လန့်နေတယ်စစ်သားတယောက်ကနောက်ကနေတနက်နဲ့နှမ်းပြစ်လိုက်မယ်လို့စိတ်ထဲထင်နေခဲ့တယ်ကျွန်တော်လက်ကိုဆန့်တန်းလိုက်ပြီးရထားနောက်ဆုံးကုန်လွဲရဲ့လေကားကိုကျွန်တော်လမ်းစုပ်ကန်နေလိုက်တယ်ကျွန်တော်လက်တွေနဲ့လေကားလက်ကင်ထိတွေ့သွားတယ်အဲ့ဒီလက်ကင်ကိုကျွန်တော်လက်ချောင်းလေးနဲ့တကုံကုတ်တွယ်ပြီးအပေါ်ကိုတက်လိုက်တယ်ကျွန်တော်အာယူတက်လိုက်တဲ့အချိန်ကပြင်းလုံးတော့ကျွန်တော်အဲ့ဒီအတွေ့ကိုဂျွန်းတိုးမောက်ခုံဝင်သွားတယ်ကျွန်တော်ထိုင်ကုန်တန်းနှစ်ခုကြာကအလဲလူသားလက်မှာပလက်လဲကျနေတယ်အသက်ကိုအမောတကောရှူနေရတယ်မောလုံးလူလှုပ်တောင်မလုပ်နိုင်ဘူးရထားတဲထဲမှာအရန်ကုန်မောင်းနေတယ်ရထားမျက်နှာကျက်မှာဘာမှမရှိဘူးနောက်ဆုံးတော့ကျွန်တော်ထိုင်နိုင်လာပြီးဘေးပီဝဲရကိုအကဲခက်ကြည့်မိတယ်ခုံတွေအားလုံးမှာလူအပြည့်ပဲတချို့လူတွေကလူသားလမ်းမှာသွားနေတယ်ဒါပေမဲ့ဘယ်သူမှကျွန်တော်ကိုသတိထားမိပုံမပေါ်ဘူးအဲ့ဒီအချိန်တုန်းကရထားကိုကိုးစီးတဲ့လူတွေကလည်းအများအပြားရှိခဲ့တယ်ဒါကြောင့်ကျွန်တော်ရထားပေါ်ဘယ်လိုတက်လဲဆိုတာသူတို့အတွက်စိတ်ဝင်စားစရာမဟုတ်ခဲ့ဘူးကျွန်တော်ဘေကလူတွေကလည်းအားလုံးအိပ်ပျော်နေသူတွေကြီးပဲရုတ်တရက်ငါလုံနိုင်ခဲ့ပြီငါရထားပေါ်တက်နိုင်ခဲ့ပြီလို့ကျွန်တော်တွေးလိုက်မိတယ်တော်တော်လေးစိတ်သက်သာရရသွားတယ်ဒါပေမဲ့စိတ်သက်ရနာရရပြီချက်ချင်းဆိုသလိုကျွန်တော်ပိုက်စားလာတယ်အဲ့ဒီနေ့မနက်ကစွပ်ပြုတ်တစ်ခွက်တောက်ခဲ့တာကလည်းလို့ကျွန်တော်ဘာမှမစားရထားရဲ့နောက်ဆုံးနားမှာတကားပေါက်ကိုကျုံးမိရင်ကျွန်တော်အိပ်ပျော်သွားတယ်ဒါပေမဲ့သိမကြခင်မှာပဲအခြားရထားတွေတတွဲစီကအလင်းရောက်တစ်ခုလာနေတာကိုကျွန်တော်လမ်းမြင်လိုက်ရတယ်လက်မစစ်ကရထားဘောကခီးတဲ့တွေရဲ့ခီးသွားလာခင်စားစာတန်းတွေကိုလိုက်စစ်နေကျွန်တော်မျက်လုံးတွေချက်ချင်းပြူလာတယ်ကျွန်တော်အမောင်ထဲမှာထိုင်နေရင်ကြောက်တူတုံနေခဲ့တယ်နှလုံးခုန်လုံးကမြန်တဲ့မြင်လာတယ်ကျွန်တော်အဖမ်းခံရရင်ကျွန်တော်နဲ့ကျွန်တော်မိသားစုဘဝဆုံးပြီလေချွေးတွေထွက်လွန်လို့ဂျိုင်းကြားမှာစိတ်ကက်ကက်ကြီးဖြစ်နေတယ်အခုချိန်ကျွန်တော်တခုခုမစင်စားနိုင်ရင်ကျွန်တော်မိသားစုဝင်တိုင်းလက်ကျန်ဘဝတစ်လျှောက်လုံးကို
ချွေးတက်စကန်မှာပဲဖြစ်တန်းရတော့မယ်ကျွန်တော်ကတော့တည်တံပြီးခံရပြီးတနက်နဲ့ပြစ်သက်တာခံရလိမ့်မယ်ကျွန်တော်ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ဝေးကြည့်လိုက်တယ်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ကြောက်စိတ်နဲ့စိတ်လှုပ်ရှားမှုကြောင့်နှလုံးကဒရုန်းလုံးခုန်နေပြီဒါပေမဲ့ပုံစံနေရာတစ်ခုမှရှာမတွေ့ဘူးအေးရတိုင်းကသိစိတ်နေသူကျွန်တော်ကြားနေရတာဆိုလို့ကျွန်တော်နှလုံးခုန်တယ်ရင်လေတိုက်နေတဲ့အတန်ရပဲရှိတယ်ကျွန်တော်တုံ့ဆုံနေဖို့အချိန်မရှိတော့ဘူးကျွန်တော်ဘီကထိုင်ကုန်မှာထိုင်နေတဲ့ခီးတဲ့တွေကိုခဏလောက်ဘေးလေးဖယ်ပြီးပါလားဗျာလို့ကျွန်တော်ပြောလိုက်တယ်ရိုရှိကနေကျွန်းကျွန်းလေးသွားပြီးပြတင်းပေါက်လာကတ်လိုက်တယ်မှန်မရှိတဲ့ပြတင်းပေါက်ဟောင်းလောင်းကြီးနော်စိတ်ထဲကနေကျေးဇူးတင်လိုက်တော့မှန်တကူရဲ့အခုနေဖက်ပြီးနမ်းလို့ရရင်နမ်းလိုက်ခြင်းသေးလို့တွေးနေမိတယ်ကျွန်တော်ပြတင်းပေါက်ပြင်ဘက်ကိုခဏကိုအပေါ်ပိုင်းထုတ်ပြီးခြေထောက်ကပြတင်းပေါက်ပေါင်ပေါ်နင်းကအပေါ်ကိုတက်လိုက်တယ်လေကြောင့်ကျွန်တော်ဒူကောင်းကတန်ဆူးကျူးရှာရပြီးကဖြင်းကနေနာနေကျွန်တော်ရဲ့ပိန်နေတဲ့ခန္ဓာကိုယ်ကလည်းလေကြောင့်လွင့်ထွက်မတက်ဘူးကျွန်တော်ခြေထောက်တွေကိုကြက်ထားအတွင်းပိုင်းကမြင်နေနိုင်သေးတယ်ဆိုတာကျွန်တော်သိတယ်ကျွန်တော်အမိုးဘော်ကိုတက်ပြီးထပ်ပြီးတက်နိုင်ဖို့နီးလန်းရှာရမယ်အမိုးဘော်ကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့လေဝင်လေထွက်အတက်တက်ဆင်ထားတဲ့တံပန်းလိုအရာမျိုးကိုမြင်နေရတယ်အဲ့ဒီအရာကဘာလဲဆိုတော့ကျွန်တော်တည်ချာမမြင်ဘူးဒါပေမဲ့လမ်းပြီးဆွဲလို့ရတဲ့အရာတစ်ခုဖြစ်နိုင်မယ်လို့ကျွန်တော်တွေးမိတယ်ဒါပေမဲ့အဲ့ဒီအရာကလက်နဲ့ဆွဲဖို့မိတဲ့နေရာမှာရှိနေတယ်ကျွန်တော်စွန့်စားရတော့ကျွန်တော်လောက်ရမှာကအဲ့ဒီနေရာနဲ့အဲ့ဒီနေရာကိုလက်နဲ့မြအောင်ခုံပြီးလမ်းဆွဲကခန္ဓာကိုယ်ကိုအပေါ်ဘက်ဆွဲတင်ဖို့လောက်ရမှာကတော့ဒါလေးပါပဲကျွန်တော်အရက်က9ပေ3လက်မဖြစ်နေတာလေးကလွဲလို့ပေါ့ရထားကတရားတစ်ခုနားကိုနီးလာပြီတစ်ပင်ရိပ်မဲမဲလေးကိုကျွန်တော်နည်းလမ်းမြင်နေရပြီကျွန်တော်မျက်လုံးတွေမိတ်လိုက်တယ်အသက်ပြင်းပြင်းတစ်ချက်ဖြည်းဖြည်းချင်းရှူသွင်းလိုက်တယ်ရထားကတရားကိုရောက်ချင်မှာတော့ကျုပ်တရက်တစ်ချက်လှုပ်သွားတယ်ကဲခုံပါကျွန်တော်ရှိသမျှခွန်အားသုံးပြီးခုံလိုက်တယ်ကျုပ်တရက်ကျွန်တော်လေထဲမြောက်တက်သွားပြီးပတ်ဝန်းကျင်ကမြင်ကွင်းအလုံးဟာအေးခနဲ့ရတန့်သွားတယ်လို့ပဲအသိစိတ်ပြောင်းဝင်လာတော့ကျွန်တော်လက်ကလေဝင်ပေါက်တံပန်းကိုစုပ်ကန်ထားမိနေပြီကျွန်တော်တံပန်းကိုဆွဲပြီးအောက်ပန်းခန္ဓာကိုယ်ကိုလည်းကရထားခေါင်မိုးပေါ်ကိုတက်လိုက်တယ်နောက်ဆုံးတော့အမိုးပေါ်ကိုရောက်သွားခဲ့ပြီကျွန်တော်လုံနိုင်ခဲ့ပြီကိုလုတ်ခဲ့တာကိုပြင်ဆင်စားပြီးဒီကိုယ်လုံးတုံနေတယ်ခန္ဓာကိုယ်တစ်ခုလုံးတစ်ဆက်ဆက်တုံနေတာရက်ဖို့တော်တော်လေးစောင့်လိုက်ရတယ်ကျွန်တော်ရထားခေါင်မိုးပေါ်မှာဘလောက်နေလိုက်ရလဲတော့သိချာမမှန်းမိဘူးစိတ်လှုပ်ရှားမှုတွေကြောက်စိတ်တွေကြောင့်လူကစိတ်နဲ့သိမကပ်ဘူးဖြစ်နေတယ်မိုးစရွာလာတော့သတိမထားမိလိုက်ဘူးသတိပြန်ဝင်လာတော့ဒီကိုယ်လုံးရွှဲဆူနေပြီသိမကြခင်ရထားခေါင်မိုးကချောလာတော့အချိန်မီပြုတ်ကျသွားနိုင်တဲ့အန္တရာယ်ရှိလာပြီကျွန်တော်ဝမ်းရမောက်လိုက်ပြီးရထားနောက်ဘက်ကိုရောက်အောင်သတိကြီးနဲ့တဖြည်းဖြည်းသွားလိုက်တယ်ရထားတဲ့တစ်ခုရဲ့လေကားကနေတစ်ဆင့်အောက်ကိုဆင်းလိုက်တယ်လေကားနဲ့ကျွန်တော်ခြေထောက်ကြီးခွင့်ရတဲ့အခိုက်အတန့်မှာပဲတော်တော်လေးစိတ်သက်သာရတော့ရထားတွေနှစ်ခုကိုဆက်ထားတဲ့အဆက်ပေါ်မှာကျွန်တော်ပုံနေလိုက်တယ်အဲ့ဒီကြားထဲကိုဆင်းလာဖို့သုံးခဲ့တဲ့လေကားကိုပွေဖက်လိုက်ပြီးလက်နှစ်ဖက်ကိုတင်းကြပ်စုပ်ကန်ထားလိုက်တယ်ဒါဆိုရင်တော့လုံခြုံပြီထင်ပါရဲ့လေကားရထားတွေကထွက်လာပြီးခေါင်းမိုးပေါ်တက်တော့ဘာလို့တီတောက်လေကားကိုငါမိခဲ့တာပါလဲတစ်ချိန်လုံးကျွန်တော်ရထားထဲမှာတကားကိုကျုံးမိပြီးထိုင်နေခဲ့တကယ်ဆိုရင်ထားလိုက်ပါလက်မစစ်တွေရန်ကလွတ်ခဲ့ပြီးနေပြီအရေးကြီးဆုံးကလွတ်ဖို့ပဲလေညလေလောက်ရောက်လာချိန်မှာတော့ရထားကမောင်မနေပြီးလူသူကင်းမဲ့နေတဲ့ရထားဘူတာတစ်ခုကိုရောက်လာတယ်စုပ်ပြတ်နေတဲ့ဆိုင်းဘုတ်ဘော်ကဘူတာနာမည်ကိုကျွန်တော်စူးစမ်းပြီးဖတ်ကြည့်တယ်ဒီစံမျိုးမရောက်ခင်ဘူတာဒီစံအထိလိုက်တော့ရင်အရန်အန်လေးများမယ်လို့ကျွန်တော်တွေးမိလိုက်တယ်ဘူတာရောက်တဲ့အခါစားရစာတန်းတွေပါလေအမေးအမြတ်ခံရတယ်အဲ့ဒီလိုအစစ်ဆေးခံရလို့ကတော့ကျွန်တော်ဘဝဆုံးပြီဒါကြောင့်ကျွန်တော်ထိုင်ရထားပြီးရထားဘော်ကခုံစင်းကအမောင်ထုတဲ့ခတ်တုတ်လမ်းလျှောက်ဝင်သွားလိုက်တယ်ရာလူမြစ်ကိုရောက်ဖို့မဝေးတော့ဘူးဆိုတာကျွန်တော်သိတယ်ရာလူမြစ်ဆိုတာတရုတ်နဲ့မြောက်ကိုရီးယားကိုခြားပေးထားတဲ့မြစ်တစ်စင်းပါလူအများစုကဒီမြစ်ကိုဖြတ်ပြီးတရုတ်ဘက်ဝင်ဖို့ကြိုးစားကြပါတယ်အခုနောက်ပိုင်းပိုတော်များလာပါသေးတယ်ထူးဆန်းတာကလွန်ခဲ့တဲ့နှစ်30ဝန်းကျင်လောက်ကအခုအပြစ်ပြတ်နဲ့ကြောင်းပြန်ဖြစ်ခဲ့တာပါအဲ့ဒီတုန်းကတရုတ်နိုင်ငံရဲ့မဟာခုံပြန်ကျော်လာစီမံကိန်းနဲ့ယဉ်ကျေးမှုတော်လှန်ရေးကြောင့်လူပေါင်းများစွာအနက်ပွေးကြုံနေခဲ့ရပြီးတရုတ်ကိုရီးယားကဗျာတွေနဲ့တရုတ်လူမျိုးတွေဟာတရုတ်ပြည်ဘက်ကနေမြောက်ကိုရီးယားဘက်ကိုခိုးဝင်ခဲ့ကြတယ်အခုတော့ကြောင်းပြန်တွေပြန်ဖြစ်ကုန်ပြီပေါ့ဒီဆန်မြို့ဟာကြောက်မီသွေးတွင်းတွေနဲ့ကြီးနီတွင်းတွေကြောင့်နာမည်ကြီးနေတဲ့မြို့တစ်မြို့ပါဒီဆန်မြို့ကနေ12မိုင်လောက်ဝေးတဲ့နေရာမှာဘူချုံဘိုလို့ခေါ်တဲ့နေရာတစ်ခုရှိတယ်အဲ့ဒီနေရာကို1938ခုနှစ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲတစ်ခုကြောင့်နာမည်ကြီးတဲ့ဒိန်ကရနေရာတစ်ခုပါအဲ့ဒီတုန်းကကိုရီးယားတွေဟာနေချက်ဂျပန်တွေကိုတိုက်ထုတ်နေခဲ့တဲ့အချိန်ဖြစ်ပြီးကိုရီးယားတော်လှန်ရေး
တောက်ကြတွက်ခွဲတွေကကင်အီဆွန်းခေါင်းဆောင်တယ်လို့ပြောကြတာပါဂျပန်စစ်တပ်ကိုအပီးအပြင်းဆွနိုင်ခဲ့အဲ့ဒီတိုက်ပွဲကြောင့်ဘူချုံဘိုဒေသဟာတော်လန်ရေးအောင်မြင်ဆိုပြီးနာမည်ကြီးတာဖြစ်ပါတယ်ဘူချုံဘိုမှာလွတ်လပ်ရေးကြောက်တဲ့အကြီးကြီးရှိသလိုကင်အီဆွန်းရုပ်ထုလည်းရှိပါတယ်အခြေအနေတွေပြောင်းလဲသွားလိုက်ပုံများ1996ခုနှစ်ရောက်တဲ့အချိန်မှာတော်လန်ရေးအောင်မြင်ကြီးဟာတရုတ်ကိုထွက်ပြေးဖို့ကြိုးစားတဲ့မြောက်ကိုရီးယားသားတွေခိတ္တပုံခုနေဟာဖြစ်နေခဲ့ပါပြီဘူချုံဘိုကိုနေဆက်လုံခြုံရေးအဆောင်များစကား24နာရီလုံးအဆက်မပြတ်စောင့်ကြည့်နေခဲ့ကြတယ်တရုတ်ဘက်ကိုထွက်ပြေးဖို့ကြိုးစားရင်းအဖြစ်စင်းနဲ့ကြုံတွေ့သွားတဲ့လူတွေရဲ့အဖြစ်အပျက်တွေကိုလည်းကျွန်တော်ကြားသိခဲ့ရတယ်အင်မတန်ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေပေါ့ဗျာအဲ့ဒီအဖြစ်အပျက်တွေကအမှန်တွေလားမြောက်ကိုရီးယားအစိုးရကလူတွေထွက်မပြေးအောင်ဝါဒဖြန့်တာလားဆိုတာတော့ဘယ်သူမှသိချင်မသိနိုင်ပါဘူးကျွန်တော်ကြားဘူးတဲ့အဖြစ်အပျက်တွေကအဆိုးဆုံးကတော့နှာခေါင်းမှာဝါကျိုးတက်ပြီးဆွဲတဲ့အဖြစ်အပျက်ပါမိသားစုဝင်၄ယောက်ရှိတဲ့မိသားစုတို့ကမြောက်ကိုရီးယားကနေထွက်ပြေးလွတ်မြောက်သွားပြီမယ်တရုတ်နိုင်ငံအရောက်မှာမြောက်ကိုရီးယားရေကပြန်ပြီးဖမ်းမိသွားခဲ့တယ်မြောက်ကိုရီးယားရေကမိသားစုဝင်၄ယောက်လုံးရဲ့နှာခေါင်းတွေကိုဝါယာကျိုးနဲ့ဖောက်ပြီးတွေ့ခဲ့တယ်ဒီအဖြစ်အပျက်ကိုမြင်တော့တရုတ်နယ်စပ်အကောက်ခွန်အရာရှိတွေတော့မြောက်ကိုရီးယားရဲတွေရဲ့ရဲစက်ပုံကိုအံ့ဩသင်ခဲ့ရတယ်အဲ့ဒီလိုရဲစက်မှုမျိုးကိုတရုတ်ဘက်ခြမ်းမှာခွင့်မပြုကြောင်းတရုတ်နယ်စပ်အကောက်ခွန်အရာရှိတွေကမြောက်ကိုရီးယားရဲတွေကိုရှင်းပြခဲ့တယ်ဒီလိုရှင်းပြတာကိုဒေါသထွက်သွားတဲ့မြောက်ကိုရီးယားရဲတွေဟာသူတို့ဘလောက်အာဏာရှိလဲဆိုတာပြသဖို့အဲ့ဒီမိသားစုဝင်တယောက်ကိုမြောက်ကိုရီးယားဘက်ခြမ်းပြန်ခေါ်လာပြီးမြောက်ကိုရီးယားမြေပေါ်ခြေချချင်းနဲ့ပြစ်တက်ပြခဲ့တယ်ရထားဘော်ကခုံချလာပြီးကအချင်းတော်ကြောင်အောင်လမ်းလျှောက်နေခဲ့ရတာကျွန်တော်ခြေထောက်တွေလည်းတောင်းနေပါပြီဒါပေမဲ့နောက်ဆုံးတော့ဟီဆန်မြို့ကိုရောက်သွားခဲ့တယ်ကျွန်တော်အစားအသောက်မစားရတာ2ရက်ရှိနေပြီဒါကြောင့်ဈေးဘက်ကိုခြေဥလဲလိုက်တယ်ဈေးကအကြီးကြီးပဲကုန်ပစ္စည်းတွေကလည်းအစုံပဲကျွန်တော်ခေါင်းတွေမူးမောက်နေတယ်စံတွေကြုံတွေငါးဥတွေကြိုက်တာသာပြောအစုံရှိတယ်အချို့လူတွေကတခုခုကိုဝယ်ဖို့ဈေးထဲမှာရှောက်သွားနေကြပါမယ်အချို့လူတွေကအင်ချီရမဲ့တွေဖြစ်ပြီးဝယ်ဖို့ပတ်စံမရှိလို့သူများဝယ်တာကိုကြည့်နေကြပါတယ်ကျွန်တော်မှပတ်စံတပြားမှမရှိတာကြောင့်မြေပေါ်မှာပြုတ်ကျကြံခဲ့တဲ့အစားအသောက်တွေကိုလိုက်ရှာကြည့်တယ်နောက်ဆုံးတော့မြေပေါ်ကျနေတဲ့ကြောင်းဘူးဥတိုင်းတစ်ခုကိုတွေ့လာတယ်ကြောင်းဘူးစီတော့တစ်စိမ့်မှမရှိတော့ပါဘူးဒါပေမဲ့ပိုက်စာလုံးလို့ကြောင်းဘူးဥတိုင်းကိုပဲကြိုက်ပြီးကြားတော့စားနေပြီနောက်ကိုပြန်လဲကြည့်လိုက်တော့ကလေးတယောက်ကျွန်တော်နာမှာမတက်ရက်နေတယ်တွေ့လိုက်ရတယ်မိဘအုပ်ထိုင်းသူလည်းမရှိပဲတယောက်တည်းရက်နေတာပါမိဘမဲ့ကလေးထင်ပါတယ်သူလည်းကျွန်တော်လိုပဲမြေပြင်ပေါ်မှာကျနေတဲ့စားစရာတွေကိုလိုက်ရှာနေတာပါသူစားစရာတစ်ခုခုကိုတွေ့သွားပုံပါခက်တက်ကောက်ယူပြီးအပတရားစားနေတာများခုတစ်ကောင်အလားပါပဲသူမိဘတွေဘာဖြစ်သွားလဲဆိုတာကျွန်တော်စဉ်းစားနေပြီဒါပေမဲ့ဒါကိုကျွန်တော်ကြကြစဉ်းစားလို့မရဘူးဘာလို့လဲဆိုတော့ဒီကလေးအကြောင်းစဉ်းစားတိုင်းကျွန်တော်ကလေးတွေရဲ့ပုံရိပ်တွေနှလုံးထဲပုံပေါ်လာလို့ပါအခုချိန်မှာငိုဖို့အင်အားမရှိပါဘူးကျွန်တော်အားအင်းနဲ့အမြန်ဆုံးပြန်ပြေးလာခြင်းခဲ့တယ်ဒါကြောင့်ကျွန်တော်မြို့လေကပန်းချန်စီကိုတွားလိုက်တယ်အဲ့ဒီမှာခြုံပုတ်တစ်ခုအောက်ကိုတိုးပြီးပုံနေလိုက်တယ်ခဏကြာတော့ကျွန်တော်မြေကြီးမမာကြီးပေါ်မှာပဲအိပ်ပျော်သွားတယ်မနက်မိုးလင်းတော့ရထားဘူရာနာမှာဟိုရှောင်းဒီရှောင်းခဏလုပ်တယ်ကံကောင်းချင်တော့ပန်းသီးဥတိုင်းတစ်ခုသွားတွေ့တယ်အဲ့ဒါကိုခက်မြန်မြန်ဝါးစားလိုက်ပြီးညှစ်ရှိရာဘက်ကိုဥပီလိုက်တယ်ညှစ်ကန်းဆက်ကိုရောက်တော့နေ့လယ်လောက်ဖြစ်နေပြီပထမဆုံးရာလူမြစ်ကိုမြင်လိုက်ရခြင်းမှာကျွန်တော်ခံစားလိုက်ရတဲ့ခံစားမှုကအံ့ဩခြင်းပါမြစ်ကတော်တော်ကိုကျင်းတာဂိုက်30ထက်ပုံကျင်းဆောင်းတွင်းဘက်ဆိုရင်တော့မြစ်ရဲ့ရေပြင်ကခင်းနေတတ်တယ်ဒီအတိုင်းဖြစ်သွားရင်စက္ကန့်ပိုင်းလေးနဲ့ဟိုဘက်ကန်းကိုကူးလို့ရတော့တယ်ဒါပေမဲ့စက္ကန့်ပိုင်းအတွင်းတနက်နဲ့အပြစ်ခံနိုင်ရတာပဲလေတနက်နဲ့အပြစ်ခံရမယ့်အကြောင်းကိုတတ်နိုင်သလောက်မတွေးမိအောင်ကျွန်တော်ကြိုးစားလိုက်တယ်တရုတ်ဘက်ချမ်းကမြစ်ကမ်းနားမှာအဆောင်တချို့ secret တောက်လိုက်စကားပြောလိုက်လုပ်နေတာကိုလမ်းမြင်နေရတယ်မြောက်ကိုရီးယားဘက်ချမ်းမှာတော့ကင်းတဲ့အသေးလေးတွေဂန်း90အကွာလောက်စီချပြီးရှိနေတယ်အဆောင်တိုင်းမှာရိုင်ဖယ်တလက်စီရှိပြီးနေ့ရောညပါအလဲကျကင်းဆောင်နေကြတယ်အချို့အဆောင်တွေရဲ့ဘေးမှာကြောက်စရာဂျမ်းမှန်တူထိန်ခွေးကြီးတွေလည်းရှိနေညစ်ထဲမှာအမျိုးသမီးတယောက်အဝိရှော်နေပြီးကလေးအနေငယ်လည်းညစ်ကန်းဆက်နဲ့ဖတ်လုံးမှာခုံပေါက်ဆုပ်ကစားနေကြတယ်အဆောင်တွေကအဝိရှော်နေတဲ့အမျိုးသမီးရဲ့ကလေးတွေကိုရှိတယ်လို့တော့ထင်ပုံမရဘူးကောင်လေးတယောက်ကကျွန်တော်မျက်စိရှိတဲ့မြစ်ကိုကူပြီးဟိုဘက်ကန်သွားနေတာမြင်ရတယ်ခေါင်းပေါ်မှာလည်းတခုခုကိုတင်လာတယ်ရေမစုံအောင်လို့ပေါ့ဒါပေမဲ့ရေကလည်းသူ့ခါလောက်ပဲနှက်နေတာပါခဏနေတော့သူဟိုဘက်ကန်ကိုရောက်သွားတယ်ပြီးတော့ဟိုဘက်ကန်မှာစောင့်နေတဲ့လူကိုသူတေလာတဲ့ပစ္စည်းပြလိုက်တယ်ဟိုလူကပစ္စည်းယူပြီးတာနဲ့တိတ်မကြခင်ပဲရင်ခွင်းလေးကပျောက်သွားတယ်ကောင်လေးကတော့ဒီဘက်ကန်မှာခဏနေပြီး secret ထိုင်တောင်းတယ်သူ့အလုပ်ပြီးသွားပြီလို့ညစ်ကိုဖြတ်ကူရတာတိတ်ခတ်ပုံတော့မပေါ်ပါဘူးကျွန်တော်အဲ့ဒီနေရာကနေထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်ညစ်ကိုအကြကြီးကြည့်နေတာအဆောင်နေမြင်တော့ရင်ကျွန်တော်ကိုတန်တရားဝင်လာလိမ့်မယ်ကျွန်တော်အဲ့ဒီနေရာကနေပြတ်ထွက်လိုက်တဲ့အချိန်မှာပဲနောက်ပြန်ဆုတ်လိုက်လို့ရေသားတယောက်အော်တာကို
ကြားလိုက်ရတယ်ကျွန်တော်ကိုပြောနေတာတင်လို့ကျွန်တော်ဖြည်းဖြည်းချင်းနောက်လေးကြည့်လိုက်တယ်ကန်းဆက်မှာအဝတ်လျှော်နေတဲ့အမျိုးသမီးကရေနက်ဘက်ကိုဆင်းရကားနေနောက်ကိုတဖြည်းဖြည်းချင်းပြန်ဆုပ်လာနေတာလမ်းမြင်ရတယ်အဆောင်ကအဲ့ဒီအမျိုးသမီးကိုလမ်းအောင်နေတာကြည့်ရတာမြစ်ကိုကလေးတွေကူးတာကကိစ္စမရှိပေမဲ့လူကြီးတွေတော့မြင့်တဲ့ထဲဆင်းခွင့်မရှိဘူးထင်ပါလေလူကြီးတွေကတော့တကိုက်ဝင်းကျင်အကွာဝေးလောက်ပဲဆင်းခွင့်ရပုံပါအဲ့ဒီညမှာမြစ်ကန်းဆက်ကိုနောက်တစ်ချိန်ကျွန်တော်ပြန်လာခဲ့နေဝင်ပြီးနောက်ပိုင်းအခြေအနေဘယ်လိုရှိလဲဆိုတာအကဲခတ်ဖို့ခြုံပုတ်တစ်ခုအောက်မှာပုံပြီးစောင့်ကြည့်နေခဲ့တယ်အဆောင်တွေကတက်မီကိုစီနဲ့ကင်းလည်နေကြတယ်ဟိုဆိုးတာကလိုက်အောင်ထိန်ထိန်တာနေတာပါလိုက်ရရဲ့ရောင်မြဟမှုကိုညစ်ရီပေါ်မှာကျွန်တော်မြင်နေရတယ်တရုတ်ဘက်ကိုဖြတ်ကူဖို့လင်းလုံးအားကြီးနေတယ်ဒါကြောင့်ကျွန်တော်ဘူတာနာတစ်ဝိုက်ကိုပဲပြန်သွားခဲ့တယ်ယထာဘူတာမှာလူတွေယထာဆောင်ဖို့လုပ်ပြီးထားတဲ့ခုံနှန်းရှိကြီးတစ်ခုရှိတယ်အဲ့ဒီခုံပေါ်မှာလူတွေစောင့်နေပြီးအစားအသောက်စားနေတာမျိုးတွေ့ရင်ကျွန်တော်သူတို့နားကိုတာပြီးမရောက်မလဲစောင့်နေလိုက်တယ်သူတို့ရဲ့စားခြင်းစားကြံလေးများစားရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့စားလို့ရသမျှစားခြင်းစားကြံလေးတွေရှာဖွေပြီးချိန်မှာတော့ကျွန်တော်ခြုံပုတ်ကောင်းကောင်းတစ်ခုအောက်မှာသွားပုံနေလိုက်တယ်နေ့ဘက်မှာလူမရိပ်မိအောင်မြစ်ကိုမြက်ဖြတ်ကူးဖို့ဆိုတာမဖြစ်နိုင်ဘူးကျွန်တော်သိနေခဲ့တယ်နေဝင်ပြီးနောက်ပိုင်းမှာလည်းလာရောင်နဲ့အဆောင်တွေရဲ့သမီးအောင်ကြောင့်ဖြတ်ကူးဖို့လင်းလုံးအားကြီးနေတယ်ကျွန်တော်ရှေ့ဆက်ပြီးဗာဆက်လုပ်ရမှန်းမသိတော့ဘူးအဆောင်တွေတယောက်နဲ့တယောက်ဂျူတီလဲချိန်မှာမြစ်ကိုဖြတ်ကူးဖို့တော့ကျွန်တော်စဉ်းစားကြည့်ပြီးတယ်ဒါပေမဲ့သူတို့ပဲအချိန်ဂျူတီလဲတယ်လဲဆိုတာကျွန်တော်မှမသိတာအေးဆက်နေတဲ့မြေကြီးပေါ်မှာလဲမြောင်းရင်ဒီမေကုန်းကိုကောင်းထဲမှာအချိန်ပေါင်းများစွာကျွန်တော်မင်းနေမိမြစ်ကိုဖြတ်ကူးတဲ့အကောင်းဆုံးအချိန်ကိုသိဖို့ကျွန်တော်နောက်ထပ်2ရက်လောက်အချိန်ထပ်ယူပြီးစောင့်ကြည့်လိုက်ရတယ်အဲ့ဒီအချိန်မှာကျွန်တော်တော်တော်လေးအင်အားနေနေလူကလည်းစိတ်ခဏမငြိမ်ဖြစ်နေလမ်းလျှောက်တိုင်းလည်းမကြာခဏဆိုလို့နောက်ကိုလှည့်လှည့်ကြည့်မိစိတ်ခင်အောင်ချောက်ချဖြစ်နေပြီးကျွန်တော်ဘေးကဖြစ်သွားတဲ့ဒူလိုင်းကိုရဲတွေလိုထင်နေမိနောက်ဆုံးတော့ကျွန်တော်ကိုအားပေးစကားပြောရတဲ့အနေထားရောက်လာဒီမှာနားတော်မှာစားကြည့်မင်းမအချိန်သိမ့်မရှိတော့မင်းမိသားစုကစားလောင်မှုသိမ့်နေမင်းလည်းတနေ့ထက်တနေ့ပိုအားနေတာမင်းအဲ့ဒီမြစ်ကိုဖြတ်ကိုဖြတ်မဟုတ်ရင်မိမိသားစုတစုလုံးသိမင်းလည်းသိလိမ့်မယ်တတိယမြောက်ညမှာတော့နေဝင်ပြီးချိန်မှာကျွန်တော်မြစ်ကန်ဆက်စီသွားလိုက်တယ်ကျုံမိုးအောက်မှာပုံပြီးအချိန်ကကောင်းကိုစောင့်နေလိုက်တယ်အဆောင်တွေကတော့ဟိုဒီဒီလှုပ်ချသွားလာနေကြတယ်ငါအပြစ်တက်ခံလို့မဖြစ်ဘူးငါအပြစ်တက်ခံလို့မဖြစ်ဘူးလို့ကျွန်တော်တွေးနေမိတယ်ဒါပေမဲ့ကျွန်တော်ကောင်းကောင်းအာရုံစူးစိုက်လို့မရဘူးဒါကြောင့်မြေကြီးကိုခဏလေးပြီးမြင့်လုံးမိထားလိုက်တယ်မတ်တက်ပြန်ရောက်ဖို့ကြိုးစားချိန်မှာတော့ကိုပြန်မတင်ဖို့အားမရှိတော့တာကိုခံစားမိလိုက်တယ်ကျွန်တော်တည်တော့မယ်လို့ထင်လိုက်မိတယ်ဒီအထိရောက်အောင်လာခဲ့ပြီးမှဒီလောက်နီးစပ်ခဲ့ပြီးမှကျွန်တော်စောင့်တာကြာလွန်းသွားခဲ့ပြီရုတ်တရက်အမေနဲ့အဖေရဲ့ပုံရိပ်တွေကျွန်တော်ကလေးတွေရဲ့ပုံရိပ်တွေစိတ်ထဲပေါ်လာတယ်အမေကကျွန်တော်ကိုမဆာကြီးတာအခုမတည့်ရပြီးသွားတယ်အင်အားတွေရအောင်မွေးရမယ်လို့ပြောနေတယ်အဲ့ဒီနောက်မိုးဖွဲလေးတွေကျလာခဲ့တယ်မိုးဆက်တွေကျွန်တော်မျက်နှာပေါ်ကျလာကိုခံစားနေရတယ်ကျွန်တော်မျက်လုံးကိုဖွင့်ပြီးကြည့်လိုက်တယ်မျက်ရည်တွေကြောင့်ဘာမှတသက်ခွဲမမြင်အောင်ကောင်းကင်ကိုမိုးကြည့်လိုက်တော့ပိတ်အောင်မှောင်နေတာမိုးကတဖြည်းဖြည်းသေးလာတယ်အဲ့ဒီနောက်ထူးထူးဆန်းဆန်းပဲကျွန်တော်အားတွေပြန်ပြည့်လာတယ်လို့ခံစားလာတယ်ကျွန်တော်စိတ်ကလည်းပုံမှန်စဉ်းစားနိုင်တဲ့အနေအထားကိုပြန်ရောက်လာတယ်ငါအခုသွားမှဖြစ်မယ်လို့ကျွန်တော်တွေးလိုက်မိတယ်ငါအခုသွားမှဖြစ်မယ်မောင်းရင်ငါဒီမှာပဲတည်သွားလိမ့်မယ်မိုးကပွဲလေးကြာတော့ဟုတ်တော့ဘူးအခုတော့တဲကြီးမဲကြီးကိုရောက်နေတယ်10မိနစ်20လောက်ကြာတော့ကျွန်တော်မတ်တက်ရက်ပြီးမြစ်ကိုလမ်းကြည့်လိုက်တယ်မြစ်ကမှတ်တောင်မမိလောက်အောင်ပုံစံပြောင်းလဲသွားအချိန်ခဏလေးအတွင်းမှာပဲမြစ်ရဲ့ရေစီးကတော်တော်ကိုကျန်းနေပြီလူကောင်းလောက်ရှိတဲ့ရွှွနှုံလေးဖျက်ချောက်ပြီးကျွန်တော်မြစ်ထဲဆင်းဖို့ကြိုးစားတယ်ငါဘာများထူးသေးလို့လဲပြစ်တတ်တာပဲခံရကိုပဲတက်တည်ဒီနိုင်ငံမှာဆက်နေပြီးတော့တနည်းနည်းနဲ့တည်မှာမင်းတို့အဆောင်တွေလည်းငါ့ကိုအခုနေပြစ်တတ်ခြင်းနဲ့ပြစ်တက်လိုက်ဆောင်ငါတို့စိတ်ထဲကတွေးကျွန်တော်ကြောက်စိတ်ကိုဖျောက်ပြီးတတိမူလိုက်တယ်ကျွန်တော်မြစ်ဆက်တစ်ချောင်းလမ်းလျှောက်သွားလိုက်တယ်နောက်ဘက်မှာရှိနေမဲ့အဆောင်တွေအကြောင်းကျွန်တော်သိကြီးမဆိုင်တော့ဘူးတခုခုဖြစ်ရင်တော့ကျွန်တော်ဒီနေရာမှာတင်တန်းတည်သွားခြင်းနဲ့ကျွန်တော်မြစ်ခြေထောက်အောက်မှာတခုခုကျူးပက်သွားတဲ့အတန်ကိုကြားလိုက်တယ်တက်ကိုင်းတခုခုလားတင်မြစ်တခုခုလားတော့မသိဘူးပြစ်တက်တာခံရတော့မယ်လို့စိတ်ထဲတွေးမိပြီးခေါင်းကနောက်ဘက်ကိုအလိုလိုလက်ကြည့်မိတာဖြစ်သွားတယ်။အော်စရာကောင်းလောက်အောင်ပဲအဆောင်တယောက်မှမရှိဘူး။ဂျူတီလွဲနေတဲ့အချိန်များလား။ဟုတ်ပြီဒီအချိန်မှာငါလွတ်အောင်မလုပ်နိုင်ရင်နောက်ထပ်အခွင့်အရေးရှိတော့မှာပေါ့။ကျွန်တော်ရေထဲကိုဆင်းပြီးစကူးခတ်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျွန်တော်ခေါင်းထဲတစ်ခုတိုင်းမိသွားတယ်။ကြောက်တုံးတုံးလာတယ်။ဘာမှန်းတော့သိချင်မသိဘူး။ရေတွေကကျွန်တော်ပါးစပ်ထဲကိုဝင်လာတယ်။ကျွန်တော်ရေစီးနဲ့မျောသွားပြီးသတိရတစ်ချက်မရတစ်ချက်ဖြစ်နေတယ်။အဲ့ဒီနောက်လုံးသတိမိတော့ပါတယ်။အချိန်တွေဘယ်လောက်ကြာမြင့်သွားတယ်လဲတော့ကျွန်တော်မသိဘူး။ဒါပေမဲ့ကျွန်တော်သတိပြန်ဝင်လာတော့ကန်ဆာတစ်ခုခုမှလဲလျက်သားဖြစ်နေတယ်
ဒုက္ခပဲငါဟိုဘက်ကရောက်အောင်မကူးနိုင်ခဲ့ဘူးပဲလို့တွေးလိုက်မိတယ်ကျွန်တော်တကူလုံးထိမ့်မှန်သိမ်းမြခိုက်ခိုက်တုံနေဒီကုလုံးအားတစမ်းမှမရှိတော့သလိုကျွန်တော်ခေါင်းကိုကြွကြည့်ဖို့ကြိုးစားလိုက်တယ်ခေါင်းနဲ့ကြွတာချင်းမှာခက်လန်လန်ကမီးအောင်တစ်ခုကိုမြင်လိုက်ရတယ်အိမ်တလုံးတွေကထွက်လာတဲ့လင်းရောင်တယ်ဒီအချိန်ကြီးဘယ်သူကမိထုံးလာပါလဲဘလူးလူကမှဒီလိုလုပ်ရတာပါလဲလို့ကျွန်တော်တွေးနေမိမြောက်ကိုရီးယားမှာညဘက်မိထုံးတာဟာနိုင်ငံတော်တစ္ဆာဖောက်မှုကြီးအလားအပြစ်ကြီးပါတယ်ကျွန်တော်မတက်မရက်နိုင်ဘူးဒါပေမဲ့သားလို့တော့ရနေပြီမှသိလိုက်ရတယ်ဒါကြောင့်အဲ့ဒီမီးလင်းအောင်ထွက်နေတဲ့အိမ်ဘက်ကိုကြွားသွားလိုက်တယ်အဲ့ဒီနောက်ခက်လန်လန်ကခွေးဟောင်တန်တွေကိုစားကြလာရတယ်ပြင်ပန်းလုံးလို့တော်ရင်ကျွန်တော်အိပ်ပျော်သွားတဲ့တင်ပါတယ်ပြန်နိုးလာတော့ကျွန်တော်တခါမှမမြင်ဘူးတဲ့လူတယောက်ကကျွန်တော်ကိုသူ့ကြောပေါ်မှာဂုံပူထားတာသတိထားမိလိုက်တယ်ကျွန်တော်လုံးဝစကားမပြောနိုင်ဘူးဖြစ်နေတယ်ကျွန်တော်ကြိုးစားကြည့်ပေမဲ့နှုတ်ခမ်းတွေကလုံးဝမလှုပ်ရှားဘူးဖြစ်နေတယ်ကျွန်တော်လက်ချောင်းတွေကအတန်ကြိုးတွေကအကျော်များတီကုန်ကြော့နေသလားကျွန်တော်တက်အီအတန်မြောင်တော့မငြင်းနိုင်ဘူးဖြစ်နေတယ်ကျွန်တော်လက်ချောင်းတွေကိုရွှေ့ကြည့်တယ်ဘာမှထုံမလာဘူးဒါမှမဟုတ်နေပါဘူးငါမျက်လုံးတွေကိုတော့ပြေးလို့ရသေးတယ်ကျွန်တော်ဘေးပတ်ဝန်းကျင်ကိုမျက်လုံးရွှေ့ပြီးကြည့်လိုက်တယ်ခြုံပုတ်တွေရဲ့ခွေးတကောင်ရဲ့ကိုပဲသတိထားမိတယ်အဲ့ဒီခွေးကဘာလို့ခုံဆွာနဲ့ဒီလူစိမ်းရဲ့ခြေထောက်နာမှာရှောက်လိုက်နေတာလဲအမီးနှမ်းလိုက်ဟောင်းလိုက်နေလေလုံနေသေးကျွန်တော်ကိုထမ်းထားတဲ့လူစိမ်းကခွေးကိုစကားတွေပြောနေပေမဲ့ကျွန်တော်တလုံးမှနားမလဲသူဘာပြောနေလဲဆိုတာကျွန်တော်တဏှာမှနားမလဲကျွန်တော်တခုခုပြောဖို့နောက်တစ်ချိန်ကြိုးစားကြည့်တယ်ဒါပေမဲ့အတန်ထွက်မလာပြန်ဘူးနောက်တစ်ချိန်ထပ်ကြိုးစားကြည့်တော့လေအတူတူလူစိမ်းကတော့ခွေးကိုစကားပြောနေစေပဲအတန်ကတော့ကျင်ကျင်နာနာပြောနေတဲ့အတန်မျိုးအဲ့ဒီနောက်ရုတ်တရက်ကျွန်တော်တစ်ခုခုကိုသတိရပါတယ်မြောက်ကိုရီးယားမှာခွေးမိုးခွေးမရှိဘူးမြောက်ကိုရီးယားမှာကခွေးတွေ့ရင်သက်သာကြအခုဒီခွေးကအိမ်မွေးတိရစ္ဆာန်ဖြစ်ပုံဒါမြောက်ကိုရီးယားမဟုတ်ဘူးဒါတရုတ်ပြည်ကျွန်တော်လုံနိုင်ခဲ့ပြီကျွန်တော်ဒါကိုမယုံနိုင်ဘူးဖြစ်နေတယ်ဒါအံ့ဩသင့်ဖွယ်ဖြစ်ရပဲကျွန်တော်စိတ်လှုပ်ရှားနေပေမဲ့တစ်ချိန်တည်းမှာအယမ်းပင်ပန်းနေတယ်အဲ့ဒီနောက်ကျွန်တော်အိပ်ပျော်သွားခဲ့တယ်ကျွန်တော်နောက်တစ်ချိန်ငွေပခဲ့ပြန်တယ်ကျွန်တော်နိုးလာတော့လူစိမ်းကကျွန်တော်ကိုကြည့်နေကျွန်တော်ဘာလို့လဲဆိုတာသူ့ကိုရှင်းပြချင်တယ်သူ့ရဲ့အကူအညီအတွက်လည်းကျေးဇူးတင်ကြောင်းပြောချင်တယ်ဒါပေမဲ့ကျွန်တော်အခုဒီစကားမပြောနိုင်သေးဘူးကျွန်တော်ထားထိုင်ဖို့ကြိုးစားနေပေမဲ့သူကမထားဘူးကျွန်တော်ကိုတားရပါတယ်မထားနဲ့မင်းနားယူဖို့လိုသေးတယ်အိတ်လက်အောင်လို့လူစိမ်းကပြောတယ်နောက်ပိုင်းမှာသူကကျွန်တော်ကိုဆန်ပြုတ်လုပ်ကြည့်တယ်သူကဆန်ပြုတ်ပကံကိုမှပြီးကျွန်တော်ကိုဇွန်းနဲ့ခွန့်ကြည့်တယ်ကျွန်တော်မှအင်အားသာရှိခဲ့ရင်သူ့ရဲ့ကျင်နာမှုကြောင့်ကျွန်တော်မျက်ရည်ကျမိမှာသိချတယ်ဆန်ပြုတ်ကကျွန်တော်ကိုခေါင်းနောက်စေတယ်အစားအသောက်မစားရတာကြာပြီဖြစ်လို့ကျွန်တော်ခန္ဓာကိုယ်ကအစားအသောက်ကိုကောင်းကောင်းလက်မခံနိုင်မှုဖြစ်နေတယ်မသိရင်အရက်ကိုရေပုံးတပုံးအပြည့်ခက်မြင်မြင်အကုန်တောက်ချထားသလိုပဲမူးနောက်နေတာကျွန်တော်သတိလစ်သွားပြန်တယ်သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတာ2 ရက်လောက်ကြာသွားတယ်အဲ့ဒီ2 ရက်အတွင်းမှာကိစ္စတွေကျွန်တော်ဘာမှသိချင်မမှတ်မိဘူးဒါပေမဲ့3 ရက်မြောက်နေ့မှာတော့ကျွန်တော်အားအင်းလေးပြည့်ပြီးနိုးလာတယ်တော်တော်တော့ထူးဆန်းတယ်အဲ့ရတဲ့ကခုံထွက်နိုင်လောက်အောင်အားရှိတာတော့မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်မတက်ရက်လာနိုင်တယ်လမ်းကောင်းကောင်းရှောက်လာနိုင်တယ်ကျွန်တော်ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်မိတယ်တီဗီတစ်လုံးရေခဲတက်တာတစ်လုံးဝှေ့လျှော်ဆက်တစ်လုံးစူပါအဲ့ရတစ်ခုဆိုင်ကယ်တစ်စီးစပိန်တစ်စီးကိုတွေ့ရတယ်မယုံနိုင်စရာစိန်ခံဖြစ်စီတယ်ကျွန်တော်ကိုကယ်ခဲ့တဲ့လူစိမ်းကအိမ်ထဲကိုဝင်လာတယ်သူကအသက်ကြီးကိုရီးယားလူမျိုးတစ်ယောက်ဖြစ်ပြီးနာမည်ကခင်မင်ဒါအပြင်သူကကျွန်တော်ဘဝတစ်ချောင်းသိခဲ့တဲ့များလူတွေထဲမှာအကျဉ်းသားတက်ဆုံးလို့ဖြစ်ပါတယ်ကျွန်တော်ကကျွန်တော်ရဲ့ရှုပ်ထွေးလာတဲ့နောက်ခံဆက်ကြောင်းကိုရှင်းပြလိုက်တယ်ကျွန်တော်ကကိုရီးယားလူမျိုးမဟုတ်ဘူးကျွန်တော်ကဂျပန်လူမျိုးပါကျွန်တော်ဂျပန်ကိုပြန်ဖို့ကြိုးစားနေကျွန်တော်မိသားစုကိုလည်းကြရောက်နေကျွန်တော်ကိုကူညီပေးနိုင်မလားခင်ဗျာလို့အဲ့ဒီလူကိုမေးလိုက်တယ်သူက secret တစ်ချက်ဖွာလိုက်ရင်အခုချိန်မှာတောင်ကိုရီးယားကိုတော့တားလို့မရကြတော့ဘူးပေါ့မင်းကအခုဂျပန်ဆိုတော့လို့ပြောပြီးခဏရက်သွားတယ်အဲ့ဒီနောက်သူကမြောက်ကိုရီးယားကထွက်ပြေးလာတဲ့အခြားလူတွေဘလို့ဖြစ်သွားခဲ့တယ်ဆိုတာရှင်းပြတယ်သူပြောတဲ့လူတွေကကျွန်တော်တို့ဂျပန်လူမျိုးတော့မဟုတ်ဘူးပေါ့မြောက်ကိုရီးယားသားစစ်တယ်အဲ့ဒီလူတွေဘာဖြစ်သွားလဲဆိုတာသိလိုက်ရကျွန်တော်တော်တော်အံ့ဩသွားတယ်မြောက်ကိုရီးယားထွက်ပြေးလာတဲ့သူတွေကပေကျင်းမှာရှိတဲ့တောင်ကိုရီးယားတန်ရုံကိုရောက်အောင်သွားနိုင်ခင်တော့စင်စင်ကကဆက်ဆံခံရတယ်မြောက်ကိုရီးယားနေဆက်ကိုပေကျင်းမျိုးအထိဆိုတာနည်းနည်းနော်အကွာအဝေးမဟုတ်ပါဘူးဒါအပြင်ကြုံတွေ့ရတဲ့အန်ရည်တွေလည်းများတာပေကျင်းကတောင်ကိုရီးယားတန်ရုံကိုရောက်သွားတဲ့မြောက်ကိုရီးယားသားတွေကိုတန်ရုံကလူတွေကငါတို့တရုတ်နဲ့ဆက်ဆံရေးမတိခိုက်ချင်ဘူးငါတို့မင်းတို့ကိုမကူညီနိုင်တာအားနာပါတယ်မင်းတို့ဘာသာဆက်လုပ်ကြပါလို့ပြောလို့ကြပါတယ်ဝင်ပြောရရင်တော့လေငါတို့ကိုတောက်လို့လာမရှုံးနဲ့ထွက်သွားစမ်းလို့ပြောလိုက်တာပါကိုရီးယားစစ်ပွဲကြီးပြီးတော့တရုတ်နဲ့မြောက်ကိုရီးယားဟာချစ်ကြည်လက်မှတ်ထိုးခဲ့ကြတယ်နယ်စပ်လုံခြုံမှုပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကိုနှစ်ဦးနှစ်ဖက်သဘောတူခဲ့ကြတယ်
ခမရနားလည်အောင်ရှင်းရှင်းပြောရရင်ခမရဟာမြောက်ကိုရီးယားကနေကံကောင်းထောက်မှစွာဖက်ပြေးလာနိုင်ခဲ့ပြီမယ်တရုတ်ပြည်ဘက်မှာပြန်ပြီးအဖမ်းခံရမယ်ဆိုရင်ခမရကိုတရုတ်အစိုးရကမြောက်ကိုရီးယားနိုင်ငံစီပြန်ပို့မှာပဲပြီးရင်တော့ပြန်ရောက်လာတဲ့လူတွေကိုပြစ်တက်ဖို့မြောက်ကိုရီးယားဘက်ကဆက်လုပ်ပါလိမ့်မယ်တောင်ကိုရီးယားနိုင်ငံအတွက်ကြောင့်သူတို့နဲ့တရုတ်နိုင်ငံခြားကကုန်သွယ်ရေးဆက်ဆံမှုမပြတ်စီသွားဖို့ကအရေးကြီးဆုံးပဲဒါဟာသူတို့ရဲ့လူမျိုးတူဆွေမျိုးအရင်းချတွေကိုပြင်ဖို့တက်ပိုအရေးကြီးနေခဲ့ပုံပဲဒါပေမဲ့ခင်ကတော့လူကောင်းတယောက်ပါသူ့ကိုကျွန်တော်အပြည့်အဝယုံကြည်ပါတယ်ငါသားတွေနဲ့အခြားယုံကြည်ရတဲ့မိတ်ဆွေတချို့ကိုစကားပြောကြည့်ဦးငါတခုခုတော့ရအောင်စီစဉ်မိမယ်မစိုးရင်ပါနဲ့လို့သူကကျွန်တော်ကိုအားပေးစကားပြောတယ်ကျွန်တော်သူ့အိမ်မှာထိုင်နေရင်ဘေးပက်လေးကိုထက်ကြည့်မိပြန်တယ်မြင်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်မငုံမိအောင်စိတ်ထိန်ထားရတယ်စပွဲပေါ်မှာတယ်လီဖုန်းတစ်လုံးရေဒီယိုတစ်လုံးပကံလုံးတစ်ခုထဲမှာတစ်တချို့ပြတင်းပေါက်နားမှာအိပ်ပျော်နေတဲ့ခွေမြောက်ကိုရီးယားနဲ့ရှင်ပြီးပြောရမယ်ဆိုရင်ဒီနေရာကနှိပ်ပံပုံပဲဗျနည်းနည်းကြတော့ကင်ဟာအသက်40ဝန်းကျင်လောက်ရှိတဲ့အခြားအမျိုးသား2ယောက်နဲ့အတူပြောင်းလာတယ်အဲ့ဒီလူတွေဟာသူ့သား2ယောက်ဖြစ်ကြောင်းသိရတယ်နာမည်တွေကတော့ချိုဆူဆူနဲ့ချိုရိုးတယ်သူတို့ကအဝတ်အစားတသက်ရဝတ်ဆင်လာပြီးဂျပန်နိုင်တွေလည်းပတ်ထားတယ်ကျွန်တော်မျက်စိထဲမှာတော့သူတို့ဟာလူချမ်းသာတွေပဲသူတို့အဖေလိုပဲသူတို့2ယောက်လုံးကဂျုံဆန်နဲ့အခြားအခြေခံစားတောက်ကုန်တွေကိုမြောက်ကိုရီးယားဘက်တင်သွင်းတဲ့လုပ်ငန်းလုပ်ကြတယ်ဒါကသူတို့လုပ်တဲ့တရားဝင်လို့ကုန်သွယ်မှုပိတ်ပင်ထားတဲ့အခြားကုန်ပစ္စည်းတွေကိုလည်းသူတို့ကတရားမဝင်ရောင်းဝယ်တာမျိုးလုပ်ပါသေးတယ်ဥပမာငွေထည်ရှေ့ဟောင်းပစ္စည်းစတာတွေကိုငါကကိုလိုနီခေတ်တုန်းကသုံးခဲ့တဲ့ဂျပန်ပတ်စံတွေကိုဝယ်စုထားခဲ့တယ်ပြီးတော့ရှေ့ဟောင်းပစ္စည်းစုတဲ့ဂျပန်တယောက်ကိုရောင်းလိုက်တယ်သူကငါ့မှာရှိနေအကုန်ဝယ်တာငါအတွက်တော့အကြိုက်ပဲဖို့ကွာလို့ချိုရူစုကရှင်းပြတယ်သူတို့ကမြစ်ကြောင်အထက်ဘက်တိတက်ပြီးရောင်းဝယ်လုပ်လို့ရှိကြောင်းကျွန်တော်ကိုပြောပြတယ်သူတို့အတွက်ကံကောင်းတာကတော့ငယ်ပြတဲ့ချိုတို့ကနေဆက်လုံခြုံရေးဝန်ထမ်းဖြစ်ခဲ့ပူတာပါပဲသူတို့ငယ်ချင်းတွေကအခုချိန်ထိနေဆက်လုံခြုံရေးဝန်ထမ်းအဖြစ်အလုပ်လုပ်နေကြတယ်ဒီတော့နေဆက်လုံခြုံရေးလုပ်ငန်းစဉ်တွေကိုဘယ်လိုဆောင်ရွက်တယ်ဆိုတာသူသိနေဒါကသူတို့လုပ်ငန်းအတွက်တော့တော်တော်အသုံးဝင်တယ်ချိုတို့ကကျွန်တော်ကိုတရင်ထဲမှာမနေဖို့အကြံပေးတယ်သူအကြံပေးတဲ့အတိုင်းကျွန်တော်လိုက်လုပ်ရတယ်ကျွန်တော်ကသူ့အိမ်မှာနေလိုက်သူ့အဖေအိမ်မှာနေလိုက်သူ့အကိုအိမ်မှာနေလိုက်သူတို့ယုံကြည်ရတဲ့မိတ်ဆွေတွေအိမ်မှာနေလိုက်လုပ်ရတယ်ချိုလူစုရဲ့အိမ်ကတော့တကယ်ကိုနှိပ်ပံပုံအတိုင်းပဲရစစ်ပစ္စည်းတွေလည်းအစုံထမင်းတွေဝက်သားတွေလည်းအရှံပဲစားရတယ်သူတို့နဲ့လုပ်ငန်းသူကုန်တယ်တွေလည်းသူ့အိမ်မှာဖိလာကစားလေးရှိတယ်လူတိုင်းကဆက်လက်တောက်လိုက်ဖျားရနဲ့ပျော်နေကြတာသူတို့အချင်းချင်းခင်ခင်မင်မင်ခေါ်တဲ့အခေါ်အဝေါ်တွေလည်းရှိသေးတယ်ចောင်းသားဘွားကတော့ပြန်သတိရမိသွားတယ်လူတိုင်းကချိုလူစုကိုလေးစားတာတော့ကျွန်တော်သတိထားမိတယ်ကျွန်တော်ကသူ့ရဲ့တည်းဖြစ်နေတော့လူတိုင်းကကျွန်တော်ကိုလေးလေးဆဆချင်းချင်းနာဆက်ဆံကြတယ်ကျွန်တော်အတွက်တော့ထူးထူးဆန်းဆန်းကြောင်းလဲမှုကြည့်လို့မြောက်ကိုရီးယားမှာကြံခဲ့တဲ့ကျွန်တော်မိသားစုအကြောင်းစဉ်းစားလိုက်တိုင်းကျွန်တော်အခုလိုစိန်ငယ်ပစ္စည်းတွေနဲ့နေရတာကိုအပြစ်ရှိသူလို့ခံစားမိတယ်ဒါပေမဲ့ကျွန်တော်တို့ကိုကြွေးချင်းကိုအားရင်ပြပြောအောင်အရင်လောက်ရမယ်ဆိုတာသိနေခဲ့တယ်ရက်အနေငယ်ကြတဲ့အခါမှာတော့ဂျပန်ကချက်ချင်းဒီအဖွဲ့အစည်းကိုဖုန်းခေါ်ကြည့်ဖို့အကြံရလာခဲ့တယ်အတိတ်ကမညံတစ်ခုကရုတ်တရက်ဆိုပြီးပေါင်းနဲ့ပြန်ရောက်လာတယ်1980ပြည့်နှစ်လွန်ကာလတစ်ခုမှာဂျပန်ချက်ချင်းဒီဌာနကိုစာရေးပူတဲ့အမျိုးသားတယောက်နဲ့ကျွန်တော်ဆုံဘူးသူကသူနဲ့အဆက်အသွယ်ပြတ်နေတဲ့ဆွေမျိုးတွေကိုရှာဖို့ချက်ချင်းဒီဌာနကိုလမ်းပြီးကူညီတောင်းသူစာရေးပြီးတိတ်မကြခင်မှာပဲချီယာခံစုံစမ်းပေးဖို့မြစ်တာရက်ခံချင်းဖောင်ဆိုတဲ့စာရွက်သူစီပြန်ရောက်လာခဲ့တယ်ဂျပန်ချက်ချင်းဒီအဖွဲ့အစည်းကစာပြန်လို့အဲ့ဒီလူတော်ဝမ်းသာနေခဲ့တယ်သူကဝမ်းသာလုံးလို့သူနဲ့ညီဆက်သူတိုင်းကိုအဲ့ဒီဖောင်စာရွက်လိုက်ပြခဲ့တယ်အဲ့ဒီစာရွက်ပေါ်ကလိပ်စာနဲ့ဖုန်းနံပါတ်ကိုမြင်လိုက်ချိန်မှာနေဟောတစ်ချိန်ကျရင်ဒါကိုငါလိုလက်အပ်လာနိုင်တယ်ပဲလို့တွေးပြီးတဲဆွဲအောင်အဲ့ဒီနေရာမှာပဲတထိုင်တဲ့အလွတ်ကျက်ခဲ့တယ်အဲ့ဒီလိပ်စာနဲ့ဖုန်းနံပါတ်ကိုဒီနေ့ဒီအချိန်ထိကျွန်တော်အလွတ်ရနေစေပဲနိုင်ငံတကာဖုန်းခေါ်ဆောင်မှုဘယ်လိုလုပ်ရလဲလို့ကျွန်တော်ချိုးလူစုကိုမေးလိုက်တယ်အဲ့ဒီနောက်ဖုန်းကိုကောက်ကန်ပြီးခေါ်လိုက်တယ်ဖုန်းဝင်တာကိုနားထောင်ရင်ကျွန်တော်အသက်အောင့်လာမိတယ်ဒါပေမဲ့အလုပ်ဖြစ်ခဲ့တယ်ဖုန်းကိုလူတယောက်လာဖြစ်တယ်အမျိုးသမီးအတန်တခုပဲသူပြောသမျှစကားလုံးတစ်ခုမှကျွန်တော်နားမလည်ဘူးဖြစ်နေတယ်သူပြောနေတာဂျပန်စကားပါပဲဒါပေမဲ့ကျွန်တော်ဂျပန်စကားမပြောတာတော်တော်ကြာခဲ့ပြီကျွန်တော်ကဂျပန်လူမျိုးပါအခုတရုတ်ပြည်ရောက်နေပါတယ်ကျွန်တော်မြောက်ကိုရီးယားကိုမိသားစုနဲ့သွားခဲ့ပါတယ်တော်တော်ကြာခဲ့ပါ1960ပြည့်နှစ်လောက်ကမှကျွန်တော်ဂျပန်ကိုပြန်လာချင်ပါတယ်ကျွန်တော်ခင်ဗျားကိုအလုံးမျိုးတောင်းဆိုပါတယ်ဒါကျွန်တော်ပြောနိုင်တာအကုန်ပဲဒါကြောင့်အဲ့ဒါကိုပဲတစ်ခါပြောနေမိတယ်သူကကျွန်တော်ပြောတာကိုတလုံးမှနားလည်ဖို့မဟုတ်ဘူးဒါပေမဲ့
ကျွန်တော်ကိုအခြားတဲ့ရုံနဲ့ဖုန်းပြောခိုင်းသမျှသူသဘောပေါက်သွားပုံရပြီးဖုန်းလိုင်းကိုအခြားဌာနတစ်ခုစီလွှဲပြီးကျွန်တော်ဘယ်လိုများကူညီရမလဲခင်ဗျာဆိုတဲ့အမျိုးသားတယောက်ရဲ့အတန်ထွက်လာတယ်။ရုတ်တရက်ကျွန်တော်ဂျပန်စကားကိုပို့ပြီးပြပြတတပြောလာနိုင်တယ်။ကျွန်တော်ဂျပန်စကားကိုပြန်မှတ်မိလာတယ်။ကျွန်တော်နာမည်ကအီရှီကာဝါပါ။ကျွန်တော်ကဂျပန်နိုင်ငံသားတယောက်ပါ။ကျွန်တော်အဖေကကိုရီးယားလူမျိုးပါ။ကျွန်တော်အမေကတော့ဂျပန်လူမျိုးပါ1960ပြည့်နှစ်လောက်ကကျွန်တော်တို့အားလုံးကိုကျွန်တော်အဖေကမြောက်ကိုရီးယားနိုင်ငံစီခေါ်သွားခဲ့တယ်။ကမ္ဘာမြေပေါ်ကနိဗ္ဗာန်ပုံမှာဘဝအသစ်တစ်ခုရနိုင်ကြောင်းမြောက်ကိုရီးယားအစိုးရကတတိပေးခဲ့တယ်။ဂျပန်အစိုးရကလည်းဒါကိုအပြည့်အဝထောက်ခံခဲ့တယ်။ကုလသမဂ္ဂကလည်းဒီအဖြစ်အပျက်ကိုသိခဲ့တယ်။ခင်ဗျားတို့အဖွဲ့အစည်းကလည်းကမ္ဘာမှာလူကြီးအများဆုံးပြောင်းရွှေ့နေထိုင်မှုကြီးကိုပြည့်ပြည့်ရှင်းရှင်းပဲကူညီစီမံပေးခဲ့တယ်။ခင်ဗျားတို့ကြောင့်ကျွန်တော်တို့ဘဝတွေဘာတွေဖြစ်တာလဲဆိုတာခင်ဗျားတို့သိရတာ။ခင်ဗျားတို့ကကျွန်တော်တို့ကိုငဲပြီးပို့လိုက်တာ။ကျွန်တော်ကတော့အခုလွတ်မြောက်လာ။ဒါပေမဲ့အခြားဘူးမှမလွတ်မြောက်သေးဘူး။ကျွန်တော်ကပထမဆုံး။ကျွန်တဲ့သူတွေအားလုံးကတေလူမျိုးပါဖြစ်နေကြတယ်။အချို့လည်းတည်သွားကြတယ်။ခင်ဗျားအနေနဲ့ကျွန်တော်ကိုဂျပန်ပြန်လာနိုင်အောင်လုပ်ပေးရင်အရန်ကောင်းမှာပါလို့ကျွန်တော်ကြားရည်လို့ပြောချလိုက်တယ်။အဲဒီနောက်ဘက်ကအတန်တိတ်သွားတယ်။ငါတို့လွန်သွားပြီထင်တယ်လို့တွေးမိလိုက်တယ်။ဒါပေမဲ့ဟိုဘက်ကစကားပြန်ပြောလာတယ်။သူ့အတန်ကစိတ်အနှောက်အယှက်ဖြစ်နေတယ်။ဟုတ်ပြီကျေးဇူးပြုပြီးခဏဆောင်ပေးပါခင်ဗျာ။ကျွန်တော်တရုတ်ပြည်ကကြက်ချင်နေအဖွဲ့အစည်းကိုဖုန်းခေါ်ကြည့်ပါမယ်လို့သူကပြောတယ်။သူတုံ့ပြန်ပုံကတဘောကြဖို့ကောင်းပေမဲ့အတိတ်ပဲမရှိတဲ့အရာကြီးလေးပဲ။ခင်ဗျားယူနေလား။ခင်ဗျားအဲ့ဒီလိုလုပ်ရင်ကျွန်တော်သိပြီ။တရုတ်အာဏာပိုင်တွေကကြက်ချင်နေအဖွဲ့အစည်းဘာပြောလဲဆိုတာကိုဒီဆိုင်မှာမဟုတ်ကြောင်းကျွန်တော်သူ့ကိုရှင်းပြလိုက်တယ်။ကြက်ချင်နေအဖွဲ့အစည်းကဘာပဲပြောပြောတရုတ်အာဏာပိုင်တွေကကျွန်တော်ကိုပြန်ပို့မှာ။ပြန်ပို့ခင်ရရင်တနက်နဲ့ပြစ်တက်ခင်ရပြီပေါ့။ကျွန်တော်အနေထားဘလောက်ခက်ခဲလဲဆိုတာကိုသူနောက်ဆုံးတော့သဘောပေါက်တယ်။ဟုတ်ပြီဒါဆိုကျွန်တော်နိုင်ငံခြားရေးဝန်ကြီးကိုအခုပဲဖုန်းခေါ်လိုက်မယ်လို့သူကပြန်ပြော။ကျွန်တော်သူ့ကိုချိုလူစုရဲ့ဖုန်းနံပါတ်ပေးထားလိုက်ပြီးတော့ကျေးဇူးတင်ကြောင်းပြောပြီးဖုန်းချလိုက်တယ်။ဒီလူရဲ့အလုပ်လုပ်ပုံကိုချီးကျူးရမယ်။သူကျွန်တော်ကိစ္စကိုအလေးနဲ့ထားပြီးမြန်မြန်ဆန်ဆန်အလုပ်လုပ်ပုံရတယ်။တနင်္လာရီခွဲလောက်ကြာတော့ဝန်ကြီးဌာနရဲ့အာရှပြည်ကိုအရှင်းမြောက်အာရှဌာနခွဲတစ်ခုကဖုန်းဝင်လာတယ်။ဖုန်းထဲကလူကကျွန်တော်ကိုပေကျင်းမှာရှိတဲ့ဂျပန်တန်ရုံးကိုဖုန်းခေါ်ဖို့ပြောလာတယ်။သူပေးတဲ့ဖုန်းနံပါတ်ကိုနှိပ်ပြီးကျွန်တော်ဖုန်းခေါ်လိုက်တယ်။ပြီးတော့ကျွန်တော်ရဲ့ဖြစ်ကြောင်းကုန်စီကိုနောက်တစ်ချိန်ထပ်ရှင်းပြလိုက်တယ်။မင်းကဂျပန်နိုင်ငံသားအစ်စ်ဆိုတာတေချာလားလို့ဘက်ကမြင်လာတယ်။ကျွန်တော်ရဲ့အသေးစိတ်အချက်အလက်အားလုံးကိုပြောပြလိုက်တယ်။မွေးရက်ဒေတာစတာတွေပြောပြလိုက်တယ်။ကျွန်တော်မြောက်ကိုရီးယားကိုတင်မောနဲ့ထွက်လာတဲ့ရက်စွဲအတိအကျလည်းပြောပြလိုက်တယ်။သူတို့စီမှာတေချာပေါင်းမှတ်တမ်းမှတ်ရတယ်ရှိနေပါဘူး။သူကသူ့အထက်အရာရှိကိုတင်ပို့ပြီးကျွန်တော်ကိုအကြောင်းပြန်ပြီးဖြစ်ကြောင်းပြန်ပြောတယ်။ကျွန်တော်ဂျပန်နိုင်ငံသားအစ်စ်ဆိုတာကိုလူတိုင်းကတန်တရားရှိနေတယ်။အခုနေပြန်စဉ်းစားကြည့်တော့သူတို့ကိုလည်းအပြစ်တင်လို့မရမြန်ကျွန်တော်သဘောပေါက်လာတယ်။ကျွန်တော်ကဂျပန်စကားတောင်ဖြောင်းအောင်မပြောတတ်တော့ဘူးဖြစ်နေခဲ့တာ။ဒါပေမဲ့အချိန်မီအဖမ်းခံရနိုင်တာမို့ကျွန်တော်ကြောက်လန့်နေစေမှာပဲ။မြောက်ကိုရီးယားမှာကြံခဲ့တဲ့ကျွန်တော်မိသားစုအသက်ကိုကယ်ဖို့အချိန်မမီတော့မှလည်းကြောက်လာတယ်။ကျွန်တော်ဒီအချိန်မှာဘယ်သူမှမဆာနာအောင်ကျွန်တော်ကိုဂျပန်ပြန်ဖို့ပေးနိုင်မဲ့လူပြောက်လိုအပ်တယ်။ဒါမှကျွန်တော်အလုပ်လုပ်ပြီးပတ်စံရှာနိုင်မယ်။မြောက်ကိုရီးယားမှာကြံခဲ့တဲ့မိသားစုကိုပတ်စံထောက်ပံ့နိုင်။ချိုလိုရဲ့ပြောပုံအရနေဆက်မှာအစိုးရဘက်ကဖုန်းခိုးနားထောင်တာတွေရှိတဲ့ကြောင်းသိရတယ်။ဒီလိုခိုးနားထောင်တာဟာမြောက်ကိုရီးယားကလွတ်မြောက်လာသူတွေကိုစောင့်ကြည့်ဖို့ပဲမဟုတ်ဘူး။ဒီနေဆက်ဒေသတွေမှာရုရှားနဲ့တောင်ကိုရီးယားစပိုင်တွေလည်းရှိနေတတ်တယ်။သူတို့ကမြောက်ကိုရီးယားကလွတ်မြောက်လာသူတွေကိုရှာဖွေနေတတ်တယ်။ဒါမှမဟုတ်တန်တရားဖြစ်ပေါ်လှုပ်ဆောင်ချက်တွေကိုစုံစမ်းမိတယ်။ဒီမှာကြောင်နေပဲအိမ်နေပြောင်းပြီးနေအောင်မပါလေလို့ကျွန်တော်တွေးမိလိုက်တယ်။နောက်ရက်အနေငယ်အတွင်းမှာကျွန်တော်တအိမ်ပြီးတအိမ်ပြောင်းနေတယ်။ဂျပန်တန်ရုံးကိုလည်းဖုန်းမြင်ခေါ်တယ်။သူတို့ကကျွန်တော်ကိုရှန်ရမ်းမှရှိတဲ့ဂျပန်ကောင်စစ်ဝင်ရုံးနဲ့ဆက်သွယ်ဖို့လွှဲပေးထားတယ်။စိတ်ရှည်ပေးပါဂျပန်မှာရှိတဲ့ခင်ဗျားရဲ့ဆွေမျိုးတွေနဲ့အဆက်အသွယ်ရအောင်ကျွန်တော်တို့ကြိုးစားနေပါတယ်လို့သူတို့ကအကြောင်းပြန်လာတယ်။ဒါပေမဲ့ကျွန်တော်ကတော့တိတ်ပြီးစိတ်မရှိကျွန်တော်နောက်ဆုံးတော့သူတို့ကျွန်တော်အမျိုးတွေစီဆက်သွယ်နိုင်ခဲ့တယ်။ဂုဏ်ယူပါတယ်။မင်းဂျပန်နိုင်ငံသားဖြစ်တယ်ဆိုတာအတိပြုနိုင်ခဲ့ပြီလို့သူတို့ကကျွန်တော်ကိုအကြောင်းပြန်ခဲ့တယ်။အဲဒီလိုအကြောင်းပြန်လာချိန်မှာကျွန်တော်တရုတ်ပြည်ကိုရောက်တာတစ်ပတ်လောက်ရှိနေခဲ့တယ်။အချိန်တိုင်းအဖမ်းခံနိုင်ရတာမို့နေ့ရက်တိုင်းကိုကြောက်စိမ့်နဲ့ပြတ်တန်းနေရတယ်။ဒါကြောင့်ရှန်ရန်ကကောင်စစ်ဝင်ရုံးကိုဖုန်းဆက်ပြီးကျွန်တော်ထမ်းမဆောင်နိုင်တော့ကြောင်းပြောလိုက်တယ်။ဒါဆိုကောင်းပြီလေ။ခင်ဗျားရှန်ရန်ကိုလာဖို့လိုတယ်။ခင်ဗျားကိုစောင့်ရှောက်ပေးနေတဲ့သူတွေကိုရှန်ရန်ကိုလိုက်ပို့ပေးဖို့အကူအညီတောင်းကြည့်မယ်။အဲ့ဒီလိုပို့ပေးရတဲ့အတွက်လည်းသူတို့ကိုကျွန်တော်တို့ပတ်စံပေးပါမယ်။ရှန်ရန်မှာရုပ်တံလွှဲနဲ့တာဝါအကြီးကြီးတစ်ခုရှိတယ်။အဲ့ဒီတာဝါရှိမှစားတစ်ခုရှိတယ်။အဲ့ဒီကိုတပတ်ခါညနေ9 နာရီအရောက်လာခဲ့ပြီးတော့ခင်ဗျားနားလေတယ်။ဖုန်းချပြီးချိန်မှာတော့ချိုလူစုတို့ညီကိုဘက်ကျွန်တော်လှည့်လိုက်တယ်ခင်ဗျားတို့အားလုံးကျွန်တော်အတွက်လုပ်ပေးခဲ့တာအများများနေပါဒါပေမဲ့ခင်ဗျားတို့ကိုနောက်ဆုံးအကြိမ်အကူအညီတစ်ခုလောက်တောင်းပြစေ
တခုဒီတခုကခက်တည်အကူညီတော့မဟုတ်ပါဘူးဗျကျွန်တော်ကိုရှန်ရန်ကိုလိုက်ဖို့ပေးနိုင်မလားဗျကုန်ကြစည်တွေအလုံးကောက်စစ်ဝင်ရုံကပြန်ပေးပါလိမ့်မယ်ကျွန်တော်မုန်းမနေပြောလိုက်တယ်ချိုလိုကတစ်ဆက်ကန်းတော့မတော့ဆိုင်ပဲရတာပေါ့ငါတို့ပဲချင်းထွက်ကြမလဲလို့မေးလိုက်ကျွန်တော်မျက်ရည်မကျအောင်မနေထင်လိုက်ရတယ်သူ့အမေကတော့အခုထွက်ရင်ရောလို့ပြန်ဖြေလိုက်တယ်ကျွန်တော်အဖေကြောင့်အားလုံးပြန်လို့ရင်မိကြတယ်ချိုလိုစုကကားရှိတဲ့သူ့အတိပြောက်ကိုအကူညီတောင်းကြည့်တယ်သူ့အတိကလည်းကူညီပေးဖို့သဘောတူတယ်နေမွေခင်မှာပဲကျွန်တော်တို့ရှန်ရန်ကိုသွားဖို့အစီအစဉ်ဆွဲပြီးနေချိုလိုရဲ့မိမကကျွန်တော်တို့နဲ့အတူတူလိုက်ဖို့စိတ်အားထက်သန်နေလို့သူ့ပါခေါ်ခဲ့ရတယ်စုစုပေါင်း9ယောက်ဖြစ်သွားတယ်ကျွန်တော်အဲ့ဒီကမထွက်ခင်ပြင်ကိုသွားတွေ့တယ်သူကျွန်တော်ကိုကူညီပေးခဲ့တာတဲ့အတွက်ဘလို့ကျေးဇူးတရားများတော့မသိဘူးကျွန်တော်သူ့ကိုကျေးဇူးတင်စကားဆိုနေမျက်ရည်တွေပါကြားလာတယ်သူ့ကိုနောက်တစ်ချိန်ကျွန်တော်တွေ့ခွင့်ရတော့မှာမဟုတ်ဘူးဆိုတာသိနေကျွန်တော်အသက်ကိုကယ်တင်ခဲ့တဲ့အတွက်သူ့ကိုကျွန်တော်ကျေးဇူးဆက်ခွင့်ရတော့မှာမဟုတ်ဘူးသူ့ကိုကျေးဇူးတင်စကားပြောပြီးတော့ကျွန်တော်တို့9ယောက်ကားထဲဝင်ပြီးစထွက်လာခဲ့ရှန်ဟန်ဟာကျွန်တော်တို့စထွက်လာတဲ့နေရာနဲ့မိုင်150လောက်အကွာမှာရှိတဲ့မြို့ဖြစ်ပါတယ်အဲ့ဒီကိုရောက်ဖို့ဆိုရင်ရှန်ပိုင်းတောင်တန်းတွေကိုဖျက်မယ်ကျွန်တော်တို့မရက်မနာမောင်းမယ်ဆိုရင်ရှန်ရန်ကို2ရက်အတွင်းရောက်နိုင်တယ်တောင်ပေါ်လမ်းတွေကကျင်းမြောင်းပြီးခွေးကောက်တဲ့အပြင်စစ်စီးဂိတ်တွေလည်းရှိတယ်ကျွန်တော်တို့ရဲ့ကားဒရိုက်ဘာကပထမဆုံးစစ်စီးဂိတ်ကိုလမ်းတွေ့တဲ့အခါကျွန်တော်ကိုသတိပြီးကောင်းနောက်ခံထိုင်ကုန်အောင်မှငုံပြီးပုံဝင်လိုက်တယ်အပေါ်ကနေမွေးရခင်တစ်ခုနဲ့ကိုဖုံးလိုက်တယ်ရင်ဘတ်တွေကဒရုံးမြင်နေတဲ့နှလုံးကုန်တန်ကိုကျွန်တော်ပြန်ကြားနေရတယ်ကင်ကြီးကိုတွေကကျွန်တော်အပေါ်မှာတက်ထိုင်လာတယ်စစ်သားတယောက်ရဲ့အတန်ကိုကျွန်တော်ကြားနေရတယ်အတန်ကိုကြားရတာတော့ငငယ်ရွယ်ဖော်ရွယ်ပုံခင်ဗျားတို့ဘယ်ကိုသွားကြမလို့လဲဗျရှန်ကမျိုးလေးစီသွားလည်မလို့ပါဗျအဲ့ဒီလောက်နဲ့ပဲပြီးသွားပါတယ်စစ်သားကကားထဲကလူရဲ့ခီးသွားခွင့်ပါမစ်တွေတောင်ပါရီတောင်မစစ်ပါဘူးကျွန်တော်တို့ကားကိုဆက်သွားခွင့်ပြုလိုက်တယ်ရှင်းပြီးဟေးလို့ချိုလူသူကပြောပြီးမွေရဘောကနေဖယ်ပေးတယ်ကျွန်တော်လည်းမွေရအောက်ကထွက်လာပြီးထိုင်ကုန်မှာပြန်တန်းလိုက်တယ်စစ်စီးခေကိုလွယ်လွယ်ကူကူဖြတ်လာနိုင်တာအံ့ဩစရာဘာကြောင့်ဒီလောက်လွယ်ကူရင်နေရလာလဲဆိုတာချိုလူစုကိုကျွန်တော်မမေးပဲမနေနိုင်ဘူးဒီလိုလေးကွာဒီစစ်သားတွေကမင်းမြင်တဲ့အတိုင်းပဲသူတို့ကဒီလိုအထီးကျန်စရာစစ်စီးခဲ့တွေမှာနိုင်ပေါင်းများစွာတာဝန်ထမ်းဆောင်ရတယ်ဒါကြောင့်သူတို့ကလူတွေနဲ့စကားပြောရတာမျိုးကြိုက်ကြတယ်မြောက်ကိုရီးယားမှာ36နှစ်ကြာနေခဲ့ပြီးတော့ကျွန်တော်ဟာအခုဂျိုအစ်စ်တစ်ခုကိုရောက်နေတယ်လို့ခံစားနေရတယ်ကျွန်တော်တို့နှစ်ရက်စတိုင်းမရက်မနာမောင်းလာခဲ့ကြတယ်အပေါ့အပါသွားတာနဲ့ခဏမိန်းနာမျိုးပဲလုပ်ကြတယ်ဒါပါပဲအဲ့ဒါကလည်းလို့ကြံတဲ့အချိန်မှာကျွန်တော်တို့တောက်လျှောက်မောင်းလာခဲ့ကြတယ်ရှန်ရန်ကိုချိန်ထားတဲ့နေ့ရက်နေ့လည်း2နာရီဝန်းကျင်လောက်မှရောက်သွားတယ်ဒီလောက်များတဲ့ကားတွေကျွန်တော်ဘဝမှာတစ်ခါမှမမြင်ခဲ့ဘူးကားတွေကနေရာတိုင်းမှာပြည့်နေတယ်ပြုတ်သိမ်းကြက်ညံ့နေတာဒါပေမဲ့ဒီကိစ္စကိုကောင်းတဲ့ကြကြမထင်အားပါဘူးကျွန်တော်စိတ်လှုပ်ရှားလို့အသက်ရှူဖို့တောင်မိနေတယ်အချိန်ထဲမှာပဲအရန်လဲစိုးရင်ကြောက်ကြနေမြောက်ကိုရီးယားကောင်စစ်ဝင်ရုံနဲ့ဒီမှာရှိနေတာပဲဒါအပြင်မြောက်ကိုရီးယားရှူဝဲရဲတွေလည်းရှိနေမှသိကြတယ်တီဗီတာဝါတိုင်းအကြီးကြီးကိုကျွန်တော်တို့ရှာတွေ့သွားတယ်ဖုန်းထဲမှာပြောခဲ့တဲ့သူရဲ့စကားကမှန်တယ်ဒီတာဝါတိုင်းကြီးကအေယာမကြီးဆိုတော့ရှာမတွေ့စရာအကြောင်းမရှိဘူးကျွန်တော်အဲ့ဒီနားတစ်ဝိုက်မှာကားကိုရက်လိုက်ပြီးအပြင်ဖက်လိုက်တယ်ပြီးတော့တရားစီဥတီပြီးရှောက်သွားတယ်ကင်ကြီးကိုကကျွန်တော်ဘေးတစ်ဖက်တစ်ချက်မှာဝင်းရံပြီးရှောက်လာတယ်ကျွန်တော်တို့တရားပေါ်ကိုရောက်တော့ကောင်စစ်ဝင်ရုံကိုအများဆုံးတယ်လီဖုန်းကနေတစ်ဆင့်ခေါ်လိုက်တယ်ဖုန်းကိုနာနာကတ်တဲ့အချိန်မှာကျွန်တော်လက်တွေတစ်ဆက်ဆက်တုံးတယ်ဟယ်လိုကျွန်တော်အီရှိကာပါကျွန်တော်တရားပေါ်ရောက်နေပါပြီကျွန်တော်တို့တွေ့ဖို့ချိန်ထားတဲ့အချိန်ဒီကျွန်တော်စောင့်နိုင်မှမထင်ဘူးအရန်အနေနဲ့များလုံးတယ်အခုကျွန်တော်ဖုန်းခေါ်တာကိုတော့ခိုးနားထောင်နေမလားမသိဘူးကျွန်တော်အဖမ်းမခံချင်ဘူးဗျာကျေးဇူးပြုပြီးကျွန်တော်ကိုလာခေါ်ပေးပါသူတို့ရဲ့အဖြစ်ကိုမဆောင်ပဲကျွန်တော်ပြောချင်တာပြောပြီးဖုန်းချလိုက်တယ်အဲ့ဒီအချိန်မှာချိုးလူကျွန်တော်ကိုပြောခဲ့တဲ့စကားတခုကျွန်တော်တက်လုံးမှုမှာစိတ်မပူပါနဲ့တခုဖြစ်လာခဲ့မင်းကအသက်ဆုံးပြီးကာကွယ်ပါမယ်ကျွန်တော်သူ့ကိုခေါင်းချင်းပြလိုက်တယ်ဒါပေမဲ့ကျွန်တော်ကောင်းကောင်းအာယုံစူးစိုက်နိုင်မှုဖြစ်နေကျွန်တော်ဘေးကဖြတ်သွားတဲ့လူတိုင်းကိုမြင်မှုဖြစ်နေကျွန်တော်မကြခင်အဖမ်းခံရတော့မယ်လို့ပဲထင်နေတယ်နှလုံးကုန်တန်းကလည်းကစုံပေါက်နေတဲ့မြင်းတစ်ကောင်လိုပဲဘုံလိုက်ကျနေလေချောင်းက6ကက်လာတယ်လက်ပွားတွေစီးကက်လာတယ်ရုတ်တရက်ကျွန်တော်နာမည်ကိုတစုံတယောက်ခေါ်လာကြားလိုက်ရတယ်အတန်ကနောက်ဘက်ကထွက်လာခင်ဗျားကမစ္စတာအီရှိကာဝါလာကျွန်တော်လဲကြည့်လိုက်တော့ဈေးတော်ကြီးတဲ့ပုံပေါက်တဲ့တတနနာအနောက်တိုင်ဝတ်ဆင်ကိုဝတ်ဆင်ထားတဲ့လူမျိုးကိုတွေ့လိုက်တယ်သူတို့တွေကတယောက်ကကျွန်တော်နာမည်ကကုစာကာရီပါကျွန်တော်ကကောင်စစ်ဝေရုံကပါခင်ဗျားတကယ်ကိုတုံလို့6ချားပွဲရဒုက္ခတွေကိုဖျက်ဆီးခဲ့ရကျွန်တော်ခင်ဗျားကိုချီးကျူးပါတယ်အခုတော့သွားကြရအောင်ဗျာလို့ပြောတယ်သူကကျွန်တော်လက်ကိုဆွဲပြီးခေါ်ထားတယ်သူနဲ့ပါလာတဲ့နောက်တယောက်ကချိုလူနဲ့ချိုလူစုကိုစုချင်းငွေပေးနေတာမြင်ရတယ်ကျွန်တော်မြင်ရတဲ့လောက်တော့တော်တော်များပုံရတယ်သူတို့လှုပ်ပြီးခင်ဗျာအရာအလုံးအတွက်အခုလိုပြင်ရတာကိုမြင်တော့ကျွန်တော်စိတ်သက်သာရသွားတယ်
သူတို့ညီအကိုဘုံကလည်းတော်တော်လေးအံ့ဩနေပါကျွန်တော်ခင်ဗျားတို့ကိုဘာပြောရမှန်းတော့မသိပါဘူးဗျာခင်ဗျားတို့ကျေးဇူးတွေကိုကျွန်တော်စကားလုံးနဲ့ပေါ်ပြလို့လည်းလုံလောက်မှာမဟုတ်ပါဘူးအားလုံးပဲ view site ကြတော့လို့ပြောရင်ကျွန်တော်တို့ကိုနှုတ်ဆက်လိုက်တယ်သူတို့ကလည်းခင်ဗျားလည်း view site နော်အိမ်ကိုကောင်းကောင်းပြန်နိုင်ပါစေလို့ကျွန်တော်ကိုလမ်းပြောတယ်အဲ့ဒီနောက်သူတို့အားလုံးမြင်ကွင်းတွေကပျောက်ကွယ်သွားကြတယ်ကျွန်တော်တို့လည်းကောင်စစ်ဝင်ရုံနဲ့လမ်းလျှောက်ဝင်သွားကြတယ်ကောင်စစ်ဝင်ရုံကကျွန်တော်တို့ကားရထားတဲ့နေရာနဲ့ကြိုက်900အကွာလောက်မှရှိပြီးလေးပတ်လီတန်အုတ်တရံအမြင့်ကြီးတွေနဲ့ကားရင်ထားတယ်ကျွန်တော်အတွက်တော့အဆင်ပြေတယ်ပေါ့ဂိတ်ဝမှာတရုတ်ရဲတချို့လက်နက်အပြည့်စုံနဲ့ရက်ဆောင်နေကြတယ်ကျွန်တော်တို့နေ့လယ်2 နာရီခွဲလောက်မှာကောင်စစ်ဝင်ရုံလေးကိုလမ်းလျှောက်ဝင်လာကြတယ်အဲ့ဒီရဲကိုရောက်သွားတဲ့ခံစားချက်ကိုကျွန်တော်ဘယ်လိုပြောရမှန်းတော့မသိပါဘူးကျွန်တော်စိတ်ခံစားမှုတွေကပြင်းထန်ပြီးရှုပ်ထွေးနေကိုယ့်ရဲ့ဝမ်းသာလုံးစိုးလောက်ပဲဖြစ်နေတဲ့ဖြစ်ရကမယုံနိုင်စရာပါဒီကိုရောက်လာဖို့စိတ်သက်သာရပြီမဲ့ကျွန်တော်တာသမီးတွေရဲ့ပုံရိပ်တွေကညှက်လုံးထဲမှာခဏခဏလာပုံတယ်စူးစူးရှက်ရှက်နိုင်ခြင်းပုဂ္ဂိုလ်ကကျွန်တော်ရင်ဘက်ထဲမှာပဲ့တင်နေထက်နေတယ်ဘယ်တော့မှရက်တက်မသွားတဲ့ငါကျင်မှုမျိုးကျွန်တော်ညတကောင်အချိန်ဒီမှာလှမ်းနိုးလာတယ်ကျွန်တော်လုံခြုံစိတ်ချရတဲ့နေရာရောက်နေပြီဆိုတာသိပါတယ်ဒါပေမဲ့ကျွန်တော်အဖမ်းခံရတဲ့အိမ်မက်ဆိုတွေမှတ်နေတော့မကြာခဏဆိုသလိုရွှေသေးတွေပါလှမ်းနိုးလာတယ်အတန်တူတူလေးတစ်ခုကြားရင်တော့ကျွန်တော်ကြောက်လန့်နေမိတယ်ကျမ်းမြင်ကကြွခနဲမိတဲ့အတန်မျိုးလေတိုက်လို့တည့်ရက်တွေပွတ်တိုက်သွားတဲ့အတန်မျိုးတော့ကျွန်တော်လှမ်းနေတယ်မြောက်ကိုရီးယားရှိုးဝဲရဲတွေကျွန်တော်ကိုလာခေါ်သွားမယ်လို့ပဲစိတ်ထဲထင်နေမိတယ်ကောင်စစ်ဝင်ကကျွန်တော်ကိုမြင်ချင်းပါဇက်အဟောင်းသားနဲ့အံ့ဩနေတယ်ဖျားကြီးခင်ဗျားတို့သူတို့ဘယ်လိုများလုပ်ခဲ့ကြပါလဲခင်ဗျားကြည့်ရတာအယိုး6တစ်ခုလိုပဲလို့သူကအံ့ဩတကြီးပြောပါတယ်မြောက်ကိုရီးယားမှာလူတွေငှက်ပြီးတည်နေကြတယ်ဆိုတာကိုကျွန်တော်ပြောပြတော့ကောင်စစ်ဝင်ရဲ့မိမကမျက်ရည်တွေကျလာခဲ့ပြီးငိုနေခဲ့တယ်သူကဒီတရင်တွေကိုကောလာဟာလာအပြစ်သာကြားခဲ့ပုံရပါတယ်တကယ်ဖြစ်နေတာကကောလာဟာလာတွေထက်အများကြီးပိုဆိုးတယ်ဆိုတာသူမသိခဲ့ဘူးကျွန်တော်ကိုသူတို့ထားခဲ့တဲ့အခန်းမျိုးကျွန်တော်တခါမှမမြင်ခဲ့ဘူးတက်လာအိတ်လို့ရတဲ့ကလေးနှလုံးပါဝင်ပြီးရေချိုးခန်းအိမ်သာလဲပါတယ်ကျွန်တော်မြောက်ကိုရီးယားမှာမတည်ုံတမဲရုံကနေရတော့ကဒီလိုအခန်းမျိုးကနေရဖို့စိတ်ကူးတော့မြင်ခဲ့ဘူးနေ့ရက်တွေတနေ့ပြီးတနေ့ကုံဆုံးလာနေလေကျွန်တော်စိတ်တွေပိုပြီးခဏမငြိမ်ဖြစ်လာနေလေပါပဲကျွန်တော်ဒီအခန်းထဲရောက်နေတာကိုအခုထက်မယုံနိုင်သေးတယ်လို့အံ့ဩသင့်တယ်စိတ်သက်သာရတဲ့စိတ်တွေဖုံးလွှမ်းလာတိုင်းကျွန်တော်တာသမီးတွေရဲ့ပုံရိပ်ကစိတ်ထဲမှာလိုပေါ်လာတယ်သူတို့ရဲ့အဖေလို့ခေါ်နေတဲ့အတန်တွေကိုကြားနေရတယ်လို့ပါပဲနှက်ပြက်နေတဲ့သူတို့အကြောင်းစိတ်ထဲတွေးမိတိုင်းကျွန်တော်ရှိမှရောက်နေတဲ့အစားအသောက်ကောင်းတွေကိုစိတ်လွတ်ကိုလို့အရသာခံပြီးစားရဖို့ညတိုင်းအိပ်ရမင်းခင်သူတို့နဲ့အတူတချင်းဆိုခဲ့တာတွေကိုသတိရတယ်သူတို့၃ယောက်လုံးကအဆိုကောင်းနေချင်းသူတို့တချင်းဆိုပြီးဆိုရင်သူတို့ရင်ထဲကခံစားချက်တွေကိုအတိုင်းသားမြင်နေရတယ်ဝမ်းနည်းစရာတချင်းဆိုရင်မျက်ရည်လေးတွေကျပြီးဆိုကြတာဗျာအခုချိန်ကြီးအဲ့ဒီအကြောင်းတွေးရင်ကျွန်တော်မျက်ရည်မကျဘဲမနေနိုင်အချိန်2 ပတ်ကုန်လွန်သွားခဲ့ပြီမနက်ခင်းတစ်ခုမှမုတ်ဆိတ်ရရင်ကျွန်တော်မျက်နှာကအသားရည်တွေပုံမှန်အယောင်ပြန်ဖြစ်လာတာကိုသတိထားမိတယ်ကျွန်တော်ပါးတွေလည်းအရင်လိုချဝင်မနေတော့ဘူးကျွန်တော်ရဲ့လုံခြုံရေးအတွက်ကျွန်တော်အခန်းထဲမှာပဲမြင်နေရတယ်ဒီကောင်စစ်ဝင်ရုံမှာရှိတဲ့စပုံမှုတွေအကုန်ဝန်တန်းနေအောင်ကျွန်တော်ဒီအခန်းထဲမှာရှိနေတာမသိကြဘူးသူတို့တွေထဲမှာလည်းမြောက်ကိုရီးယားတချို့ရှိနေနိုင်တာမို့ကောင်စစ်ဝင်ကကျွန်တော်ဒီရောက်နေတာကိုဘယ်သူမှသိမပေးထားဘူးတယောက်ကတယောက်အာနာပိုင်နေစီကျွန်တော်အကြောင်းတိုင်တန်းတာမျိုးအချိန်မီဖြစ်လာနိုင်တယ်ဒါကြောင့်ကျွန်တော်တို့အချင်းချင်းကြားမှာတော့ကြိုတင်ကာကွယ်တဲ့အနေနဲ့တီးတန့်အချက်ပေးပုံစံထားပြီးဆက်သွယ်ကြတယ်တကားကို9 ချက်ခေါက်မှကျွန်တော်ကတကားဖွင့်ပေးရတယ်9 ချက်ခေါက်တာမျိုးမဟုတ်ရင်တကားကိုမဖွင့်ရဘူးကောင်စစ်ဝင်ရုံထဲကဂျပန်လူမျိုးဝန်ထမ်းတွေကလည်းပြီးကျွန်တော်အကြောင်းဘူးမှမသိကြဘူးကျွန်တော်စားနေရတဲ့အစားအသောက်တွေကတကယ်တော့ကောင်စစ်ဝင်ရဲ့မိမစားဖို့ပြင်ဆင်ထားတဲ့အစားအသောက်တွေကောင်စစ်ဝင်ရဲ့မိမကအဲ့ဒီအစားအသောက်တွေကိုစားချင်အောင်ဆောင်ပြီးတိတ်လေးကျွန်တော်စီအမြဲယူလာပြီသူတို့ဘာတွေစားလဲကျွန်တော်မသိခဲ့ဘူးသူလာပို့တဲ့အစားအသောက်တွေကိုအခုချိန်ကြီးမမိနေတယ်အဲ့ဒီအစားအသောက်တွေကနှက်တုတ်တာအလားပါပဲသူများတွေအတွက်တော့ပုံမှန်အစားအစာဖြစ်ချင်းဖြစ်မှာဒါပေမဲ့ကျွန်တော်အတွက်တော့ဒီအစားအသောက်တွေကထူးခြားကောင်းမွန်လို့နေတယ်အသီးအရွက်တွေအသားငါးတွေအပြည့်ပဲမြောက်ကိုရီးယားမှာဒီလိုအစားအစာတွေလာကျွေးရင်ကျွန်တော်တို့အားလုံးကိုအငမ်းမြတ်စားပြစ်လိုက်မှသိကြတယ်ဒါပေမဲ့ကျွန်တော်စွန့်ရင်စိတ်တွေလွန်ခဲ့ပြီးကတွင်းလဲပြက်နေတယ်နေ့ပတ်မှာပတင်းပေါက်ကလမ်းကြည့်လိုက်ရင်လမ်းဖြတ်ကူးတဲ့သူတွေကိုမြင်ရတယ်အဲ့ဒီလူတွေအားလုံးဟာတချို့တွေဖြစ်ပြီးကျွန်တော်ပတင်းပေါက်ကိုလမ်းရှောင်းနေကြတာလို့ကျွန်တော်အမြဲထင်နေတယ်တခါလေခေါင်းမိုးပေါ်ကခြေတံကြားနေရတယ်လို့ကျွန်တော်နားကြားမှတာဖြစ်မှာဥစာကာရီကိုတော့အဲ့ဒီအကြောင်းကျွန်တော်ပြောပြဖြစ်ခဲ့တယ်ကျွန်တော်ပြောပြီးသိမကြားလိုက်ပါဘူးဥစာကာရီကအမိုးပေါ်မှာတော်တိညော်ရဖြစ်နေတဲ့အရာတွေကိုပြုပြင်လိုက်ပြီးကျွန်တော်ကိုလာအကြောင်းကြားတယ်ကျွန်တော်စိတ်တွေညင်အောင်သူလှုပ်ပေးတာပဲဖြစ်ပါလိမ့်မယ်
ကောင်စစ်ဝင်ကလည်းကျွန်တော်စိတ်တွေငြိမ်သက်လာအောင်အပိစကားဆိုတယ်မစိုးရင်မှန်းနေငါတို့မင်းကိုဂျပန်ရောက်အောင်ပြန်ပို့မှာပါလို့သူကပြောတယ်တခါလေဝန်ထမ်းအားလုံးပြန်သွားပြီးချင်းဖြစ်တယ်ည9 နာရီလောက်ဆိုရင်ကျွန်တော်ကိုလာခေါ်ပြီးအပန်းဖြေခန်းနဲ့လိုက်ပို့တယ်အဲ့ဒီအပန်းဖြေခန်းထဲမှာကာရာအိုကေဆက်လည်းရှိသလိုတီဗီလည်းရှိတယ်ကောင်စစ်ဝင်ကရှီကီဂျပန်စစ်တူရင်ခုံလေးကိုင်ပြီးလာစမ်းပါပါတပွဲတလန်းလောက်အကဲဆင်းအောင်လို့ပြောတယ်ကောင်စစ်ဝင်နဲ့သူ့ဝန်ထမ်းတွေနေ့ဘက်မှာဘာတွေလုပ်နေကြလဲတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ကအခန်းထဲမှာပဲအမြင်နေရတာဒါပေမဲ့သူတို့တရုတ်အစိုးရနဲ့တနည်းတစ်ပုံညှိနှိုင်းနေခဲ့တယ်လို့တော့ကျွန်တော်ယုံကြည်တယ်အဲ့ဒီနောက်တိတ်မကြခင်မှာပဲပေကျင်းမှာရှိတဲ့ဂျပန်တန်ရုံးကပထမအတွင်းဝင်ရောက်လာခဲ့တယ်ကောင်စစ်ဝင်တို့ကျွန်တော်ကိစ္စကိုအာရုံစိုက်ပြီးလုပ်ပေးနေတယ်လို့တွေးထားတာမှန်သွားပုံပဲပထမအတွင်းဝင်ကပညာတတ်ပုံစံပါကျွန်တော်အခြေအနေကိုသူပို့ပြီးနားလေသဘောပေါက်လာအောင်သူ့ကိုမေးခွန်းနည်းနည်းမေးကြည့်ပြီးသူကတော့မစိုးရိမ်နဲ့အတင်းထားလို့ပဲပြန်ပြောတယ်အဲ့ဒီထက်ပိုပြီးဘာမှမပြောကြက်နေငယ်ကြတော့ကျွန်တော်အခန်းစီရောက်လာပြီးကျွန်တော်ကိုစာရွက်စာတမ်းတစ်ခုပေးကျေးဇူးပြုပြီးဒီစာရွက်ကိုဖတ်ပြီးလက်မှတ်ထိုးပေးပါလို့သူကပြောတယ်အဲ့ဒီစာရွက်ကတကယ်တော့နိုင်ငံခြားရေးဝန်ကြီးဌာနကနေကျွန်တော်စီကိုတည်တံ့ပို့တဲ့စာတစ်စောင်ဖြစ်ပါတယ်အဲ့ဒီစာထဲမှာဂျပန်အစိုးရကခင်ဗျားကိုကူညီခဲ့တယ်ဆိုတာကိုအချိန်အတိုင်းအတာတစ်ခုအထိဘယ်သူမှမပြောပါနဲ့ဆိုတဲ့စာသားပါဝင်ပါတယ်ကျွန်တော်ကတော့ဘာမှထူးထူးစဉ်းစားမနေဘူးလက်မှတ်ချက်ချင်းထိုးပေးလိုက်တယ်အဲ့ဒီနောက်ပထမအတွင်းဝင်ကပေချင်းကိုပြန်သွားတယ်တပတ်လောက်ကြာတော့ကျွန်တော်ကိုကောင်စစ်ဝင်ကခေါ်တွေ့တယ်ပြီးတော့ကျွန်တော်ကိုတပုံရိုက်တယ်အဲ့ဒီတပုံကို passport မှာအသုံးပြုမှာဖြစ်ကြောင်းရှင်းပြတယ်ကျွန်တော်နောက်ကမှကျွန်တော်မသိလိုက်တာတခုခုဖြစ်နေမှာအရင်စိုးရိမ်မိ passport ကိစ္စအတွက်တော့ပြောတာတော်တော်ကိုအလားအလာကောင်းတဲ့တိုးတက်မှုပဲဒါပေမဲ့ညှိနှိုင်းဆွေးနွေးမှုတွေကဘာလို့ဒီလောက်တောင်ကြာနေကြလဲသူတို့ညှိနှိုင်းဆွေးနွေးရမှာအခက်အခဲတစ်ခုတော့ကြုံနေပြီလို့ကျွန်တော်ထင်မိတယ်အဲ့ဒီညမှာကျွန်တော်ကောင်စစ်ဝင်နဲ့ယိုဂီကစားရင်ဘာလို့ဒီလောက်တောင်ကြာနေရတာလဲလို့မေးကြည့်တယ်သူလည်းကျွန်တော်ကိုပြင်သစ်ကော့ညက်အရက်တိုက်ထားတော့ကျွန်တော်လည်းလူလာတတ်ပို့ပြီးရဲတင်းလာတာသူ့ကိုမေးမိတယ်ကျွန်တော်လည်းကျွန်တော်မိသားစုအတွက်စွန့်ရင်စိတ်တွေများနေပြီးကျွန်တော်အနာအကွက်တက်လည်းတော်ကိုစိတ်ပူနေခဲ့ပြီကျွန်တော်ဘယ်တော့ဂျပန်ကိုပြန်မှာလဲအခုကျွန်တော်ကိုလူချင်းမင်းပြောပြတင်နေတယ်လူကချိုကီကစားရင်ခဏရက်သွားပြီးကျွန်တော်ကိုကြည့်တရုတ်အစိုးရကခင်ဗျားကိုထွက်ခွာခွင့်ပေးစာမပေးသေးဘူးဒါပေမဲ့ဒါကလှုပ်စင်တစ်ခုပါပဲအလုံးအဆင်ပြေအောင်ပထမအတွင်းဝင်ကအကောင်းဆုံးကြိုးစားပေးနေပါတယ်အခြေအနေတွေကမကြခင်ကျွန်တော်တို့ဘက်ပါလာတော့မှာဒါကြောင့်မစိုးရိမ်မှနဲ့စိတ်လျှော့ထားဂျပန်အစိုးရရဲ့သတ်မှတ်ပုံအရတော့မြောက်ကိုရီးယားကိုပြောင်းရွှေ့သွားပြီးမြောက်ကိုရီးယားနိုင်ငံသားခံယူမှုမလုပ်ခဲ့တဲ့ကျွန်တော်တို့လူမျိုးတွေဟာဂျပန်နိုင်ငံသားဖြစ်နေသေးပါပဲဒါပေမဲ့မြောက်ကိုရီးယားအစိုးရကတော့အဲ့ဒီလိုမတွေးပါဘူးမြောက်ကိုရီးယားအစိုးရရဲ့သတ်မှတ်ပုံအရမြောက်ကိုရီးယားကိုပြောင်းရွှေ့လာသူအလုံးဟာမြောက်ကိုရီးယားနိုင်ငံသားအလိုအလျောက်ဖြစ်ပြီးသားပါမြောက်ကိုရီးယားသားတွေရဲ့ရှုထောင့်ကကြည့်ရင်ကျွန်တော်ဟာဂျပန်အစိုးရရဲ့ပြန်ပွဲဆွဲခြင်းကိုခံရတဲ့မြောက်ကိုရီးယားနိုင်ငံသားတယောက်လိုဖြစ်နေပါတယ်ပထမအလုံးဝင်တဲ့နိုင်ငံသားရေးဝန်ကြီးဌာနကတော့ကျွန်တော်မာဆာဂျီအီရှီကာဝါဟာဂျပန်နိုင်ငံသားတယောက်ဖြစ်လို့တရုတ်အစိုးရအနေနဲ့ကျွန်တော်ကိုမြောက်ကိုရီးယားပြန်ပို့စရာဘာအကြောင်းမှမရှိကြောင်းခိုင်ခိုင်မာမာပြောဆိုပြီးအားပေးနေခဲ့တယ်ဒီအချက်မှာညှိနှိုင်းဆွေးနွေးရမှာအဓိကကျတဲ့အချက်ဖြစ်နေပါတယ်ဆွေးနွေးမှုမှာအဓိကအချက်ကတရုတ်အစိုးရအနေနဲ့မြောက်ကိုရီးယားအစိုးရနဲ့ဆက်ဆံရေးမှာမျက်နှာမပြတ်ဖို့ဖြစ်ပါတယ်နောက်ရက်အနေနဲ့ကျတော့ကျွန်တော်ကောင်စစ်ဝင်နဲ့စကားပြောနေတော့ပထမအတွင်းဝင်စီကဖုန်းဝင်တယ်ကောင်စစ်ဝင်ကဖုန်းကိုကောက်ကန်လိုက်ပြီးဘေးမှာရှိတဲ့ရေဒီယိုကိုအတန်ချင်းလိုက်တယ်ပြီးတော့ကျွန်တော်ဖက်လှည့်ပြီးဒီလိုလုပ်လိုက်ရင်ငါဖုန်းကိုသူတို့ခိုးနားထောင်လို့မရတော့ဘူးလို့ရှင်းပြတယ်ဖုန်းချပြီးတဲ့နောက်မှာတော့သူကကျွန်တော်တို့ကိစ္စမှာပါဝင်ပတ်သက်နေသူအားလုံးကိုအစည်းအဝေးခေါ်လိုက်တယ်တရုတ်အစိုးရကဒီကိစ္စကိုမျက်ကွယ်ပြုပေးထားမယ်ဘူပီတိတိကျကျပြောရရင်မစ္စတာအီရှီကာဝါအနေနဲ့တရုတ်အစိုးရခွင့်ပြုချက်မှာပါပဲတရုတ်ကနေထွက်နိုင်ခဲ့ရင်တရုတ်အစိုးရအတွက်အဆင်ပြေတော့ဒါကသတင်းကောင်းပါသတင်းစုကတော့အကယ်၍မစ္စတာအီရှီကာဝါရဲ့ပြုတ်ဝဲရဖြစ်တချို့ဖြစ်မြင်လို့ဖန်ခံရရင်တရုတ်အစိုးရကဘာမှဝင်လုပ်ပြီးမှမဟုတ်ပါဘူးဆွေးနွေးမှုအပြီးသတ်ဖို့နဲ့ဒင်းစီစဉ်ဖို့ရက်အနေနဲ့ထက်ကြအောင်မယ်လို့ပထမအတွင်းဝင်ကမှန်းထားတယ်နောက်ထပ်၄ရက်ကြာရင်ကျွန်တော်တို့ကိုပြန်ဆက်သွယ်မယ်လို့သူကပြောအဲ့ဒီအချိန်ကြာရင်ကျွန်တော်ကလေစီရမယ်လျံမြို့ကိုပြောင်းရမယ်ဒါပေမဲ့ဒါကိုကျွန်တော်သဘောမတူနိုင်ဘူးပထမအတွင်းဝင်ကကျွန်တော်တို့ကိုဆက်သွယ်ပြီးချိန်မှာကျွန်တော်ကတလျံမြို့ကိုပြောင်းနေဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ဖန်ခံရရင်ကျွန်တော်ကရေစုံမျောပြီကျွန်တော်တို့အခုပဲတလျံမြို့ကိုပြောင်းထားတဲ့နေလို့ကျွန်တော်ကတော့တင်တယ်ပထမအတွင်းဝင်ဆက်သွယ်လာမှာကိုအဲ့ဒီကပဲစောင့်တင်လို့ကျွန်တော်ပြောလိုက်တယ်တရုတ်အစိုးရကကောင်စစ်ဝင်ရုံထဲကတယ်လီဖုန်းပြောဆိုမှုတွေကိုခိုးနားထောင်နေတယ်လို့ကျွန်တော်ကတော့ထင်တယ်ဒီတော့ကျွန်တော်တို့ဖုန်းပေါ်မှာဘယ်နေ့ဘယ်မှာတွေ့ပါမယ်ဆိုပြီးချိန်လိုက်တာနဲ့တရုတ်အစိုးရကသတင်းရပြီးကျွန်တော်ကိုအလွယ်တကူဖမ်းလို့ရတယ်ကောင်စစ်ဝင်ကကျွန်တော်အကြံပေးတာကိုခဏစဉ်းစားပြီးနိုင်ကိုတစ်ချက်ကြည့်လိုက်ပြီးတော့ okay အဲ့ဒီလိုလုပ်ကြတာအခုသွားကြရအောင်လို့ပြောလိုက်တယ်တကယ်တော့အချိန်ကညတကောင်ကျော်နေပြီမနက်နေ့အားလုံးလည်းပြင်ဆင်စရာတွေပြင်ဆင်အသီးသီးအလုပ်ရှုံးနေကြတယ်ကောင်စစ်ဝင်ရဲ့မိမကတော့ကျွန်တော်ဝက်ဖို့ကောင်စစ်ဝင်ရဲ့နောက်တိုင်ဝတ်ဆောင်တစ်စုံကိုပေးတယ်
တော်တော်ကိုအယူတွေးကောင်းတဲ့ဝတ်ဆောင်ဗျဘွားမှာတစ်ခါမှဒါမှမဟုတ်ဘူးကိုကုံပြောရရင်မြင်ကုန်မမြင်ဘူးလားဗျနောက်ပိုင်းမှာသိရတာကကျွန်တော်ကိုပြီးတဲ့အဝတ်စားတွေတက်ပုံမူသားနာတောက်ပြောင်စေးကြီးတဲ့အနောက်တောင်ဝတ်ဆောင်အမျိုးမျိုးရှိနေသေးတယ်ဆိုတာပါဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော့ကောင်းစင်ဝေရဲ့မိမပြီးတဲ့ဝတ်ဆောင်ကိုဝတ်ရတာကျွန်တော်အတွက်တော့မင်းသားတွေဝတ်တဲ့ဝတ်စားကိုဝတ်လိုက်ရတော့ပါကျွန်တော်အဝတ်လဲပြီးချိန်မှာကောင်းစင်ဝေရဲ့မိမကအခြားအဝတ်စားတွေထည့်ပေးထားတဲ့အိတ်တုံးကိုထပ်ပြီးကျွန်တော်သူနဲ့လက်ချင်းတွဲပြီးလေကာကဆင်းသွားလိုက်တယ်တရုတ်ရဲ့တချို့ကကျွန်တော်ကိုစောက်အောင်ဒီပလက်မှာကင်းလာဆောင်နေတာကြောင့်သူကကျွန်တော်နဲ့လက်များရောင်ဆောင်ပြီးထွက်လာတာဖြစ်ပါတယ်ကျွန်တော်တို့ဥယျာဉ်ဘက်ကိုပြေးပြေးချင်းလျှောက်သွားတယ်မသိရင်အရင်ချစ်ကြတဲ့လက်များညက်ဘက်တင်းငင်းခံထွက်တယ်လို့ပါသူကကျွန်တော်မသိတဲ့တချင်းလေးတစ်ခုကိုတော့တူလေးညင်းနေပါသေးတယ်ပထမတော့သူဘာလို့တချင်းဆိုနေမှန်းကျွန်တော်မသိဘူးနောက်တော့မှကျွန်တော်ကငြိမ်လုံးနေလို့သူကတချင်းဆိုပြီးရုပ်တိရှိအောင်ဟန်ဆောင်နေတာဖြစ်ကြောင်းကျွန်တော်သဘောပေါက်သွားတယ်ကျယ်ရီတို့ကောင်းကင်မှာတလုံးမှမရှိဘူးညကငြိမ်သက်လို့နေတယ်ရှေ့မှာဘာတွေဆက်ဖြစ်အောင်လဲစဉ်းစားရင်ကျွန်တော်ပြစ်စုံကံမှာမပြောရှင်နိုင်မှုဖြစ်နေတယ်ဒါပေမဲ့သူဘာလို့နေလဲဆိုတာတော့ကျွန်တော်သိပါတယ်သူကထက်မြက်တဲ့အမျိုးသမီးပြောပါကျွန်တော်ဆိုလိုတာကသူရဲတွေအားလုံးကိုအယူလုပ်နေရင်ဒီမကောက်ဘူးကျွန်တော်ကပါစိတ်သက်တောင့်သက်သာရှိအောင်ကူညီပေးနေတာပါကျွန်တော်သူ့ရဲ့ကျင်နာတဲ့လိုရဲ့ကြောင့်မျက်ရည်ဝင်မိတယ်ဥယျာဉ်ထဲမှာဒုတိယအကြိမ်ထပ်ခွေးလိုက်ပြီးသူကမစ္စတာအီရှိကာဝါကျေးဇူးပြုပြီးကားကူတောင်ကြီးဆက်သွားလိုက်ပြီးဘေကင်းတော့ခီးဖြစ်ပါစေလို့ပြောတယ်အဲဒီနောက်သူကျွန်တော်ကိုတကားပေါက်တစ်ခုအကျော်ကိုတွန်းပြီးပို့လိုက်တယ်သူဘာတွေပြောနေလဲဆိုတာကျွန်တော်နားမလည်နိုင်ဘူးဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်ကားဆက်နိုးတန်ပြီးတော့ကြားနေတယ်အဲဒီနောက်ကျင်းပေါက်တစ်ပေါက်တူထားတယ်လို့ဖြစ်နေတဲ့အပေါက်တစ်ခုကိုတောင်းတရမှာကျွန်တော်ပြလိုက်တယ်ကျွန်တော်အဲ့ဒီအပေါက်နဲ့ဆင်းသွားတော့ဥမိန်နိုင်ကောင်တစ်ခုပြလိုက်တယ်တိုင်ကောင်ကလူပြောက်ဝမ်းလျားမောက်ပြီးပြောသွားလို့ရအောင်ကျင်းကျွန်တော်ကဘယ်သူမှပြောစရာမလိုပဲဒီလောင်ကိုင်းမအတိုင်းရမယ်ဆိုတာသဘောပေါက်လိုက်တယ်ကျွန်တော်အဲ့ဒီလိုင်ကောင်အတိုင်းခက်မြင်မြန်ပြောသွားလိုက်တယ်ကျွန်တော်လိုင်ကောင်ရဲ့ဥပ္ပချင်ရောက်တော့ကားသုံးစီးကစောင့်နေတယ်အဲ့ဒီကားသုံးစီးတွေကတစည်းကနေခတ်တူတူခေါ်နေတဲ့အတန်ချလိုက်တယ်ကောင်စစ်ဝင်ရဲ့အတန်ကျွန်တော်အဲ့ဒီကားစီပြီးသွားလိုက်ပြီးအထဲဝင်ထားနေတယ်တရေရောက်ကတကားကိုပိတ်ပြီးတယ်ပြီးတာနဲ့ကားသုံးစီးကချက်ချင်းအစင်လိုက်ဆက်ထွက်တယ်တယ်လျံကိုတွားတဲ့လမ်းတစ်ချောင်းမှာစစ်စေးဂိတ်တွေရှိတယ်စစ်စေးဂိတ်တစ်ခုနားရောက်တိုင်းကားနောက်ခံကခုံနောက်နာမှာဆောင်းအုပ်ပြီးပုံရတယ်ကျွန်တော်တို့ကားထဲမှာပဲစားတော့ကြပြီအပေါ်အပါသွားတာကလည်းလို့ကားလုံးဝမမြဲကြဘူးကျွန်တော်တို့သွားရမယ့်နေရာကတယ်လျံမှာစီးပွားရေးလုပ်ငန်းလုပ်နေကြတဲ့ဂျပန်ကုမ္ပဏီတွေအချင်းချင်းဆက်သွယ်ကြတဲ့နေရာမျိုးပါဂျပန်အစိုးရရဲ့ကုကံမှုအောက်မှာရှိနေတဲ့နေရာမျိုးကျွန်တော်တို့ကာဘာကောင်းကောင်းပြေးနိုင်မှာတော့သိချတယ်နောက်နေ့ညနေမှာပဲအဲ့ဒီနေရာကိုရောက်သွားတယ်ရှန်ရန်ကနေအဖမ်းမခံရပဲဒီကိုရောက်လာတဲ့အတွက်ကျွန်တော်ဘယ်လောက်စိတ်သက်သာရသွားလဲဆိုတာပြောတော့မပြောပြတတ်ပါဘူး။နေပုံပေါ်ကကြည့်မယ်ဆိုရင်တယ်လျံမြို့ဟာမြောက်ကိုရီးယားရဲ့အနောက်ဘက်မှာတည်ရှိတာကိုတွေ့ရပါလိမ့်မယ်။ဂျပန်ကတော့တယ်လျံမြို့ရဲ့အရှေ့ဘက်မှာတည်ရှိပါတယ်။ဒီတော့အတိအကျပြောရမယ်ဆိုရင်ကျွန်တော်ရောက်နေတဲ့နေရာနဲ့ကျွန်တော်သွားချင်နေတဲ့နေရာကြားမှာကျွန်တော်ဘဝတစ်ခုလုံးဖြစ်စီခဲ့တဲ့နေရာတင်းကြီးကရှင်ထင်ရှားရှားကြီးခံနေပါသေးတယ်။ဒါပေမဲ့တယ်လျံမြို့ဟာစိတ်ကံမြို့တစ်မျိုးဖြစ်ပြီးအနည်းဆုံးတော့ပင်လယ်ပြင်ကိုကြည့်ပြီးကြီးမားကျယ်ပြန့်တဲ့မိုးကုတ်ဆက်ဝိုင်းကြီးကိုကြည့်လို့ရပါသေးတယ်။ဒါပြင်ပင်လယ်ထဲမှာတွာလာနေကြတဲ့သင်္ဘောတွေကိုလည်းမြင်ရတယ်။ဒီလိုကျွန်တော်ရောက်နေတဲ့ပထဝီအနေထားတွေပါစဉ်းစားမိတယ်။တရုတ်အာဏာပိုင်တွေကကျွန်တော်ကိုထောက်ခံခွင့်ပြုမှာလားမပြုဘူးလားဆိုတာမသိချသေးဘူး။ဒီတော့ဒီစင်တာမှာပုံနေရတော့ကျွန်တော်ပင်လယ်ပြင်ကိုပဲအာရုံစိုက်ထားလိုက်တယ်။ကျွန်တော်မြင်နေရတဲ့ပင်လယ်ပြင်ကြီးကိုဖြတ်သွားလိုက်ရင်ဂျပန်ကိုရောက်ပြီဆိုတဲ့အတွေ့ကကျွန်တော်မျှော်လင့်ချက်ရောင်ကြီးတွေပေးနေတယ်လို့ဂျပန်နိုင်ငံဟာဒီကမြင်ရတဲ့မိုးကုတ်ဆက်ဝိုင်းတနေရာနားမှာရှိမှာပေါ့။အဆောက်အအုံကတော်တော်လေးကိုအေးတယ်။အပူပေးဆက်ဖွင့်ထားတာတော့အေးနေတော့။ဒါကြောင့်ကျွန်တော်တို့အားလုံးအခန်းတစ်ခန်းထဲမှာစုနေဖို့ဆုံးဖြတ်လိုက်ကြတယ်။ကျွန်တော်တို့အတွက်တော့ဒီလိုနေရတာအဆင်ပြေပါတယ်။လုံးကျုံလို့ခံစားရတယ်။ပြီးတော့စကားပြောဖို့လည်းရှိတယ်။နာဂတ်မှာကျွန်တော်လှုပ်ချင်တဲ့စိတ်ကိုအိမ်မက်တွေကြောင့်ပြောလို့ရတယ်။ပြီးတော့ကျွန်တော်မိသားစုကိုမြောက်ကိုရီးယားကနေကယ်ထုတ်မဲ့အစီအစဉ်ကြောင့်ပြောလို့ရတယ်။ကျွန်တော်ဂျပန်ကိုရောက်တာနဲ့ချက်ချင်းအလုပ်တစ်ခုရချင်တယ်ဗျာ။ဘလို့အလုပ်ပြည့်ကျွန်တော်ပြင်မစား။ဘာပဲဖြစ်ဖြစ်လုပ်နိုင်တယ်။ပြီးတော့ကျွန်တော်အလုပ်ကြိုးစားမယ်။တစ်သက်လုံးကျွန်တော်အလုပ်ကြိုးစားလာခဲ့တာပဲ။ကျွန်တော်မိသားစုကိုဂျပန်ရောက်အောင်ခေါ်ဖို့ပတ်စံလုပ်နေတော့ပါဒါကြောင့်အခုကျွန်တော်ဒီနေရာကိုရောက်နေတယ်ကျွန်တော်အခုလိုစွန့်စားရခြင်းအကြောင်းရင်းကသူတို့ကိုကယ်ထုတ်ဖို့ပါပဲနားထောင်နေတဲ့သူအားလုံးကောင်းချင်းကြပြီးကျွန်တော်ကိုခတ်တူတူအားပေးကြတယ်ပထမအတုံးကနောက်နေ့မှရောက်လာတယ်ကျွန်တော်တို့တလန်မြို့ကိုရောက်နေတာကိုသူတော်တော်အံ့ဩသွားတယ်သူကကျွန်တော်ကိစ္စအတွက်တော်တော်ကိုကြိုးစားပေးထားတာသိကြတယ်ပြီးတော့ကျွန်တော်ကိစ္စနဲ့ပတ်သက်ပြီးအရာသိချအောင်ပြည်ချင်းကတန်ရုံကိုဖုန်းခေါ်ပြီးအချိန်ချင်းပြန်လည်စစ်ဆေးနေတယ်သူကအလုပ်ကိုသိချအောင်လုပ်တတ်သူဆိုတာသိချလို့ကျွန်တော်လုံခြုံတယ်လို့ခံစားရတယ်နောက်နေ့မနက်မှာသူကျွန်တော်ကိုလာတွေ့တော့တက်ကြွဖြစ်လက်နေတယ်ကျွန်တော်တို့အားလုံးအတူတူဓာတ်ပုံတစ်ပုံလောက်ရိုက်ဖို့သူကအကြံပြုနောက်ဆုံးတော့အားလုံးကိုစီစဉ်နိုင်ခဲ့ပြီဒါပေမဲ့ကျွန်တော်ခင်ဗျားကိုသတိပေးစရာတစ်ခုရှိတယ်ဒီကိစ္စမှာတစုံတစ်ခုအမှားယွင်းဖြစ်သွားခဲ့သည်ရှိတယ်ကျွန်တော်တို့အားလုံးခင်ဗျားနဲ့လုံးဝမသိဘူးလို့မှတ်ထားဒီလိုပြောရတာစိတ်တော့မကောင်းပါဘူးဒါပေမဲ့လုပ်ဖို့လုပ်ရမယ့်ကိစ္စမဟုတ်ဒါပေမဲ့မစိုးရိမ်ပါနဲ့
ဘာမှအမှားအယွင်းမရှိအောင်လုပ်ထားပါတယ်ဘာမှလည်းအမှားအယွင်းရှိလာမှာမဟုတ်ပါဘူးကျွန်တော်လုံးဝအုတ်တုံသေးချောင်းအောင်လုပ်ထားပါတယ်ဒီကထွက်ဖို့ခင်ဗျားအဆင်သင့်ပြင်ထားပြီးတော့ဒါပေမဲ့ဒီအဖြစ်အပျက်ကိုကျွန်တော်တို့လက်ချံဘွားတစ်ချောင်းလုံးတရိပ်ရတိုင်းပြန်ကြည့်လို့ရအောင်တပုံတစ်ပုံလောက်အရင်ဆုံးရအောင်ဗျာလို့သူကပြောအဲ့ဒီတော့ကရိုက်ခဲ့တဲ့တပုံကျွန်တော်စီမှာအခုရှိနေပြီအဲ့ဒီတပုံထဲမှာကျွန်တော်တော်တော်ကိုစိတ်လှုပ်ရှားနေတဲ့ပုံပေါက်တယ်ပြီးတော့မျက်လုံးတွေကလည်းအယောင်တွေလက်နေတယ်နာဂတ်အိမ်မက်တွေအကြောင်းတွေးရင်ပျော်နေခဲ့တာထင်ပါလေပြီးလဲစားပြီးတော့ကောင်ဆယ်ဝင်ကကျွန်တော်စီလာပြီးလက်ဆွဲနှုတ်ဆက်တယ်ခမားအဆင်သင့်ဖြစ်ပြီလားလို့သူကမြည်တယ်ကျွန်တော်ခေါင်းချင်းပြလိုက်ပြီးကြောက်နေတဲ့ပုံမပေါ်အောင်ထိန်းထားလိုက်တယ်သူကကျွန်တော်ကိုတခုခုလမ်းပေးတယ်ခမားဂျပန်ကိုရောက်တဲ့အခါသုံးဖို့ပါခမားလိုအပ်လာနိုင်လို့ပါလို့သူကပြောတယ်သူပေးတာက$900ပါအဲ့ဒီလောက်နေပမာဏများများကျွန်တော်တခါမှမကင်ခဲ့ဘူးပါဘူးသူရဲ့ရက်ရမှုအတွက်ကျွန်တော်တော်တော်လေးအံ့ဩရတယ်ဒါပေမဲ့ကျေးဇူးတင်ကြောင်းအကြာကြီးပေါ်ပြဖို့ကျွန်တော်မှအချိန်မရှိတော့ဘူးကျွန်တော်ပတ်စံကိုအိတ်ထဲထိုးထည့်လိုက်ပြီးကျေးဇူးတင်ကြောင်းခက်မြင်မြင်ပြောလိုက်တယ်โอเคအားလုံးပဲအချိန်ရောက်ပြီဒါကြမယ်ဟိဆိုတဲ့အတန်းကြားလိုက်ရတယ်ကျွန်တော်တို့အားလုံးလေစိတ်သွားပူဆောင်းနေတဲ့ကားတွေထဲအတိအပြနေရာဝင်ယူလိုက်ကြတယ်လေစိတ်ကိုကားနဲ့15မိနစ်လောက်မောင်းရအောင်လေစိတ်အဆောင်အုံတွေကိုကျွန်တော်မြင်ရပြီလေရင်တစ်စင်းမှတော့မတွေ့သေးဘူးဒါပေမဲ့လေရင်တစ်စင်းစိုက်နေတဲ့အတန်းကိုကြားရတယ်ကျွန်တော်ကားတကားကိုဖွင့်မယ်လို့တော့ပထမအတုံးကကျွန်တော်လက်ကိုဖမ်းဆွဲလိုက်တယ်အခုချိန်ကစပြီးစကားတစ်ခုမှမပြောနေတော့โอเคလားကျွန်တော်နောက်တာလိုက်ခဲ့စကားတစ်ခုတော့မဟာနေတော့လို့သူကပြောကျွန်တော်ကားအပြင်ကိုထွက်လိုက်တာနဲ့ကောင်စစ်ဝင်ရုံကဝန်ထမ်းတွေကကျွန်တော်ကိုဝန်းရံလိုက်ပြီးလေစိတ်တွေခေါ်သွားတယ်လူတိုင်းကခက်မြင်မြင်ရှောင်နေကြပြီးဘေးကိုဟိုကြည့်တကြည့်တော့မလုပ်ကြဘူးကျွန်တော်တို့နဲ့မျက်နှာချင်းဆိုင်စုံပြီးတဲ့တခြားလူတွေကကျွန်တော်တို့အဖွဲကိုငေးကြည့်တာမျိုးတော့ရှိတယ်သူတို့မျက်စိထဲမှာကျွန်တော်တို့အဖွဲပုံစံကထူးထူးဆန်းဆန်းဖြစ်နေလို့ထင်တယ်ပတ်စိုးစစ်တဲ့နေရာတွေဘာတွေကိုဖျက်ဆီးရမလို့ရင်းထွက်ခါမဲ့ကိပောက်ကိုတန်းသွားရင်ဘယ်သူကမှမပြရသေးပြီမဲ့ကျွန်တော်မှပတ်စိုးတော့ပါလာတယ်ရှန်ရုံးတော့ကကောင်စစ်ဝင်ကျွန်တော်ပတ်စိုးပေါ်မှာတစ်စိတ်တုံးထုပေးတယ်နိုဝင်ဘာ17ရက်နေ့မှာအသုံးပြုဖို့ထုပေးထားတယ်တစ်ချိန်ပဲ3ရက်ပတ်စိုးထဲမှာကျွန်တော်ဟာဂျပန်နိုင်ငံနိုင်တာလီစိတ်ကိုရောက်ရှိကြောင်းတစ်စိတ်ထုပေးထားတယ်ဒါပေမဲ့ကျွန်တော်ဘယ်ကနေထွက်လာလို့နိုင်တာလီစိတ်ရောက်လာတာလဲဆိုတာတော့မသိဘူးပတ်စိုးပေါ်မှာလည်းဘာမှရေးမထားဘူးရင်းထွက်ခါမဲ့ကိပောက်ကိုရောက်တော့တော်တော်လေးစိတ်သက်သာရတာဒီခီးစဉ်တစ်ခုလုံးနောက်ွယ်ကနေဇက်တိုက်စီစီပြပြဆိုတာတော့သိပါတယ်တရုတ်အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာအရာအလုံးကရှိနေတယ်ကျွန်တော်မကြခင်ဒီကနေထွက်ခွင့်ရတော့မယ်ရေရက်ထားတဲ့လေဝင်တွေကိုကျွန်တော်တို့လမ်းလျှောက်သွားကြတယ်အဲ့ဒီနေ့ကတိတ်နေအုံဆိုင်နေပြီးရာသီဥတုအေးနေတယ်ငွေရောင်တောင်ပန်ကြီးတွေနဲ့လေရင်ကြီးတစ်စင်းကိုကျွန်တော်ရှေ့မှာမျက်ဝါးထင်းနေမြင်နေရတယ်ပထမအတွင်းဝင်တဲ့အတူကျွန်တော်လေရင်ပေါ်ကိုတက်လိုက်တယ်လေရင်တကားပေါက်ရောက်တော့အမျိုးသမီးတစ်ယောက်ကစီးကျွနှုတ်ဆက်တယ်လေရင်မယ်တွေအပြုံးလေးတွေချိုးတယ်ပြန်လဲကြိုးစိုးပါလဲရှင်းလို့နှုတ်ဆက်တယ်လေရင်တဲကိုကျွန်တော်တစ်ချက်ဝေ့ကြည့်လိုက်တယ်ကျွန်တော်တို့ကလွယ်ပြီးဘယ်သူမှမရှိဘူးကျွန်တော်တို့အတွက်တီးတန့်ဆင်းလုံးငါထားတဲ့လေရင်မယ်ကျွန်တော်နောက်လှည့်ပြီးအားလုံးကိုနှုတ်ဆက်လိုက်တယ်ကောင်စစ်ဝင်တဲ့ဝန်ထမ်းအားလုံးကျွန်တော်ကိုလက်ပြနှုတ်ဆက်နေကြတယ်ကျွန်တော်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ခြင်းပဲပါဇက်ကထွက်မလာဘာလို့လဲဆိုတော့ကျွန်တော်ကလေးတယောက်ကိုငိုကြွေးနေခဲ့တာလေရင်မယ်တွေကကျွန်တော်ကိုထိုင်ကုန်စီခေါ်သွားပြီးတော့ကျွန်တော်ထိုင်ကုန်ကပတ်ပတ်လိုက်တယ်လေရင်အင်ဂျင်ကအတန်ဆမိလာတယ်လေရင်ကစတင်ရွေ့လန်းလာတယ်အဲ့ဒီနောက်လေရင်ကအချိန်ယူပြီးဒီထဲကိုပြေးတက်သွားတယ်ဒီထဲကိုလေရင်တက်သွားတဲ့အချိန်မှာကျွန်တော်အစာအိမ်တစ်ခုလုံးဇောက်ထိုးဖြစ်သွားသလိုပါပဲအဲ့ဒီနေ့က1996ခုနှစ်အောက်တိုဘာလ15ရက်နေ့ညနေတိတ်မကြခင်မှာပဲလေရင်ဟာတူကျူမြေပေါ်ဆင်းသက်ခဲ့တယ်ကျွန်တော်ဂျပန်ကိုပြန်ရောက်ပြီအိမ်ပြန်ရောက်ဖို့36မိနစ်ကြာခဲ့တယ်ဒါပေမဲ့နောက်ဆုံးတော့ကျွန်တော်အိမ်ကိုပြန်နိုင်ခဲ့ပြီ